အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမောင်တင်ဆန်းရေးသားထားတဲ့အောင်လံဖိုးတင်ဇာတ်လမ်းတွင်များထဲမှာလက်တွေ့သင်ခန်းစာနဲ့အမေတစေလို့အမည်ရတဲ့ပရလောကဝတ္ထုဇာတ်လမ်းလေးနှစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စာချစ်သူအားလုံးပဲကျွန်တော်နဲ့အတူတူဇာတ်လမ်းလေးပြီးဆုံးတဲ့အထိလိုက်ပါခံစားနားဆင်ပေးကြပါဦးလို့လေးစားစွာဖြင့်ဖိတ်မှန်တကားပြုပြရစီခင်ဗျာအောင်လံဖိုးတင်နဲ့လက်တွေ့သင်ခန်းစာဦးအောင်နဲ့မောင်ဘိုးတင်မနက်စောပေပင်ရွာထဲကထွက်လာပြီးအင်ချင်းရွာကိုသွားနေကြပါတယ်။အခုတော့မောင်ဘိုးတင်ကအကင်ပါသွားပြီဖြစ်ပါတယ်။ထမင်းကိုစစ်တုံးဟန်းကောကြိုင်မှာထည့်လွယ်ပြီးတော့လွယ်အိတ်ထဲကိုထည့်လာခဲ့သလိုစစ်တုံးရေဘူးနဲ့လည်းရေထည့်လာခဲ့ပါတယ်။ထမင်းကြိုင်ကတစ်ကြိုင်နဲ့ရှိတော့ဦးအောင်ကိုလည်းသူထမင်းထုတ်လာတဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဖကျုပ်ထမင်းထုတ်လာတယ်ဗျ။ကောင်းတော့ပေါ့ကွာ။သွားမှလည်းအဝေးသားကိုအဘအတွက်တော့ကျုပ်ကအင်ဖက်နဲ့ထမင်းထုတ်လာတယ်။ဂျိုင်းကဘာဖြစ်လို့လဲကောင်းလေးရ။ဂျိုင်းကကျုပ်တယောက်စာပဲရှိတာလေ။အဘအရင်သွားတော့ကထမင်းထုတ်လို့လား။မထုတ်ဘူးကွာ။မထုတ်ဖဲအငတ်ခံတာမလား။အဲ့တော့အင်ဖက်နဲ့ထုတ်ခဲ့တာကိုကျင်တတ်ပါဗျာ။အေးပါကွာမင်းကတော့ဒါနဲ့ဘိုင်းနဲ့ထုတ်လာတော့အဘအတွက်ကအမဲသားကျုပ်အတွက်ကငှက်သားမင်းကဟင်းမှာခွဲခြားနေတာလား။နောက်ဆိုစံနေပါခွဲပြီးချုံလာမသိဘူးခေ။ဂျိုင်းထဲကိုထည့်လာတာပြောတာပါဖရဲ့ထမင်းစားရင်အတူတူစားရမှာကိုဟင်းနဘိုးဘောဗျနော်အေးပါကောင်လေးရာမင်းတဘောတွတ်တော့ရှောက်ပါအဘကတော့ပြောရုံပဲကျုပ်ကရှေ့ကနေနောက်လေစကားပြောနေတာဗျအဘကတွတ်ရှောက်အောင်မောင်ဘိုးတွေကရှေ့ကနေသွားပြီးတော့ပြောလိုက်ခြင်းဖြစ်ရာဦးအောင်ကမြည်သည့်စကားမှမပြောဘဲပြုံးလို့သာလမ်းလျှောက်နေပါတော့တယ်ဦးအောင်နဲ့မောင်ဘိုးတွေတို့လမ်းလျှောက်လာရာကနေနေမိုးတဲ့အချိန်ကိုရောက်လာပါတယ်အဲ့ကဦးအောင်ကလမ်းဘေးမှာရှိတဲ့ညောင်မင်းကြီးတပင်အောက်မှာဝင်နားလိုက်ပါတယ်။ကောင်းလေးထမင်းစားအောင်ကွာ။ဘိုးတင်ရဲ့တန်ဖိုးကိုအဘသိပြီမလား။ဘာလဲကွာမင်းစကားကလေ။ဘိုးတင်နဲ့ခီးသွားရင်ထမင်းမကပ်ဘူးဆိုတာသိစေချင်တာဘာရဲ့။ဟုတ်ပါပြီကွာမင်းကလည်းကိုကြီးကတကယ်တည်းတွေးလိုက်တာ။အဘကလည်းဗျာကျုပ်ကကိုကြီးတွေးကြမလို့ဘူးဗျ။ကျုပ်ကိုကြီးကထပ်ပြီးသား။အေးပါမောင်ကိုကြီးထက်ရဲ့ဗိုက်စားပြီထမင်းစားဖို့ပြင်း။မောင်ဘိုးတင်လည်းလွယ်အိတ်ထဲကထမင်းကြိုင်နဲ့အင်ဘက်နဲ့ထုတ်ထားတဲ့ထမင်းတို့ကိုထုတ်လိုက်ပြီးဦးအောင်ကိုကြည့်လိုက်ပါတယ်။အဘဘယ်ဟာနဲ့စားမှလဲ။ဂျိုင်းနဲ့လားအင်ဘက်နဲ့လား။မင်းအတွက်ဂျိုင်းနဲ့ထည့်လာတယ်ဆို။အေးဗျာကျွန်တော်နင့်နာခံပြီးတော့ဂျိုင်းနဲ့စားလိုက်ပါမယ်။မောင်ဘိုးတင်ရဲ့စကားကြောင့်ဦးဘိုးတင်မျက်လုံးပြူသွားပါလေ။မင်းကဂျိုင်းနဲ့စားမှာကိုအနစ်နာခံတာလားဟာ။အဘကလည်းကျုပ်ကလက်သေးသေးလေးဗျ။ဇုံးကလည်းမပါဘူး။အဘလက်ကြီးနဲ့ဂျိုင်းနဲ့နှိုက်စားလို့ရပါမလား။ပြော။အေးကွာနည်းနည်းတော့ခက်မယ်အဲ့ဒါကြောင့်အဘကိုဖက်နဲ့ကြွေးတာအဘလက်ကြီးနဲ့ကြိုက်တဲ့လောက်စားတန်းကျုပ်သာဂျိုင်းနဲ့အဘကိုပေးစားလို့ရှိရင်အဘဂျိုင်းထဲကိုလက်နဲ့ရတာအဆင်မပြေဘူးထမင်းစားလို့ကလည်းဝါသလိုမဝါသလိုဖြစ်နေမှာပေါ့ဗျာကဲကိုသားလိကရေငါဖက်နဲ့စားပါမယ်ကွာထမင်းတို့ဖြီတော့အဘကိုထားတဲ့ကျုပ်စီနာကိုနားလေသမှာဗျအေးနားလေပါပြီဦးလေးဘိုးတင်ရေထမင်းထည့်လာနေတယ်နားလေပါကွာနော်ဦးအောင်ကပြုံးရပြီးတော့မောင်ဘိုးတင်ကိုဦးလေးဘိုးတင်လို့ရွက်ခေါ်လိုက်ပါတယ်မောင်ဘိုးတင်ကထမင်းတို့ကိုဖြီးလိုက်ပြီးဦးအောင်ကိုကမ်းပေးလိုက်ပြီးတော့စစ်သုံးရေဘူးလေးကရေတွေကိုလက်ကိုလောင်းချပေးလိုက်ပါတယ်အဲ့နောက်သူလည်းလက်စေးပြီးဟန်းကောကြိုင်ကိုဖွင့်ကအတွင်းကငှက်သားဟင်းကိုဦးအောင်ဘက်မှာထည့်ထားတဲ့ထမင်းများပေါ်မှာတင်ပေးလိုက်ပါတယ်အဲ့ကဦးအောင်ကကောင်းလေးမင်းလည်းမဲသားဟင်းယူလေကွာအဖအိမ်ကိုရောက်ကြတဲ့ကဗျာကျုပ်အမဲသားကြိုက်တဲ့သူတော်မှပဲအမဲသားဟင်းမစားချင်တော့ဘူးဗျအေးငါအမဲသားကမဝယ်လို့မရဘူးလေကွာသိပါတယ်ဗျစားသူတို့မကြခင်မှာပဲထမင်းစားလို့ပြီးသွားခဲ့ပါတယ်ဦးအောင်ကညောင်မရောက်မှလဲနေတယ်မောင်ဘိုးတွေကညောင်မမော်တွေ့တက်နေတဲ့နွယ်ပင်များကပကတ်လိုဖြစ်နေတော့အဲ့ပေါ်မှာတက်အိမ်နေညောင်မရောက်မှလဲနေတဲ့ဦးအောင်ကိုစကားလမ်းပြောပါတယ်အဖအပေါ်တက်ခဲ့ပါလားစိတ်မဲပြိုပကက်စီးနေရတယ်လို့ပဲရပါပြီငါကောင်ရဲ့မတက်ပြရစေနဲ့တော့အသက်ကြီးလာတာမကောင်းဘူးလေလူကြီးတွေပြောကြတာအဖကိုကြည့်ပြီးမှသတိထားမိတော့တယ်ဦးအောင်ကမိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီးအပေါ်ကမောင်ဘိုးတင်ကိုကြည့်လိုက်ပါတယ်မောင်ဘိုးတင်ကလည်းသူ့ကိုငဲ့ဆောင်ကြည့်ရင်းနဲ့စကားပြောနေတာဖြစ်ပါတယ်အခုလဲမောင်ဘိုးတင်ကဆက်ပြီးတော့စကားဆိုလာခဲ့ပါတယ်အဖကျုပ်မသိလို့တခုတော့မေးပြစီနော်
မေးလေကွာအဘကျွန်တော်လည်းအောက်လန်းဖြစ်သွားပြီလားပညာတော့မတင်ရသေးပေမဲ့ဖြစ်ပြီးပြောပါတော့ကွာဘာလို့ဆိုမင်းကငါတပည့်လေကျုပ်ကြားဦးထားတာကတော့ဗျာအောက်လန်းတွေကညစ်ပတ်တယ်တဲ့ရေလည်းမချိုးဘူးလို့ပြောတယ်ကျွတ်တို့ကြတော့တန့်နေပါလားဟာဟာမင်းပြောမှငါလည်းသတိထားမိတော့တယ်ဟေးညစ်ပတ်ပြီးစုပ်ပြန်နေမှာအောက်လန်းမဟုတ်ဘူးကွာဒါဆိုဘလို့ကအောက်လန်းလဲဗျာရဲ့အဖြူနဲ့အမဲနဲ့ရှိတယ်ကွာငါတို့ကအမဲတွေနောက်ထပ်လူတွေကအဖြူတွေပေါ့ဘသူတွေလဲဗျာရဲ့အထက်လန်းတွေပေါ့ကွာငါတို့မှာတီလားမရှိဘူးဒါပေမဲ့ကျင့်ဝတ်တော်ထားလို့ရပါတယ်မင်းကဘာသာကိုးကွယ်လဲကောင်းလေးရဲ့ဖះအိုးစင်ကကျုပ်ရွာမှာအိမ်မရှိတယ်ဆိုတော့ဖះကိုကိုးကွယ်တယ်ထင်တာပဲဗျာရဲ့မောင်ဝိုးနေစကားပြောလို့ပြီးတဲ့အခါဥုံးကငုတ်တုတ်ပြန်ထိုင်လိုက်ပါတယ်ဖះရဲ့လမ်းစဉ်နဲ့ပြောင်းပြန်ဆက်ကျင်ပြီးလုံနေလို့အောက်လန်းလို့ခေါ်တာကောင်းလေးရဲ့ဖះရဲ့လမ်းစဉ်ကဘာလဲဗျာရဲ့ငါလည်းမသိပါဘူးကွာထားလိုက်အဲ့ဓာတွေကဒိုးနဲ့လားလားမှမဆိုင်ဘူးတခုရှိတာအောက်လန်းဆိုပေမဲ့အကုန်လုံးကမကောင်းတဲ့သူမဟုတ်ဘူးကွာဝါသနာကြောင့်အောက်လန်းဖြစ်နေပေမဲ့အကျင့်ကောင်းတဲ့သူတွေလည်းရှိပါတယ်အဘလို့လားဟာငါကဘာအကျင့်ကောင်းလို့လဲဟာအဘကအကျင့်မကောင်းရင်ကျုပ်အခုလိုကောင်းကောင်းနေကောင်းကောင်းမစားရပါဘူးဗျာဦးအောင်ကမောင်ဘိုးတွေကိုလမ်းကြည့်လိုက်ပါတယ်အမှန်တကယ်ကိုသူ့ကိုကျေးဇူးတင်နေတဲ့မျက်နှာဖြင့်စကားပြောနေတော့သူ့စိတ်ထဲမှာအတော်ဝင်ကျဉ်တ်နေမိပါတယ်အဲ့နောက်ဦးအောင်ကကောင်းလေးခဏမေးလိုက်ပြီးရင်ခီးဆက်အောင်လို့ကွာဟုတ်ကဲ့ဖမောင်ဘိုးတွေကဦးအောင်ရဲ့စကားဆုံးတာနဲ့ပကက်လိုဖြစ်နေတဲ့ຫນွယ်ဒီပေါ်ကိုမျက်လုံးမိတ်ပြီးမိလိုက်ပါတယ်မလန်မကန်းကအိုးအောင်ငှက်တန်းလေးကလည်းလွမ်းမိုးဝေရာထွက်ပေါ်လာခဲ့ပါတယ်မောင်ဘိုးတွေတက်ပြီးအိတ်နေတဲ့ပကက်ပုံစံຫນွယ်လေးတွေကတဖြည်းဖြည်းပကက်လွဲတယ်လားလှုပ်ရမ်းလာတယ်မောင်ဘိုးတွေကလည်းအိတ်ပျော်လို့သွားပြီဖြစ်ပါတယ်ညောင်မရောက်မှထိုင်နေတဲ့ဦးအောင်ကနေပြီးတော့မောင်ဘိုးတွေအိတ်နေတဲ့ຫນွယ်တွေကိုလှုပ်ရမ်းပေးနေသူကိုတေချာမြင်ရပါတယ်နှစ်နှင်းတွေလိမ့်ကြံထားပြီးတော့သပင်ဖားရချထားတယ်ဝင်းဝါနေတဲ့မျက်နှာမှာရှိတဲ့မျက်လုံးမဲမဲကလည်းမျက်ရည်လို့ထင်ရတဲ့အမဲရောင်ရည်တွေကျနေပါတော့တယ်ဦးအောင်နဲ့မောင်ဘိုးတွေခီးဆက်လာကြတာကညနေအချိန်တောင်ရောက်လာပြီဖြစ်ပါတယ်မကြခင်ချိန်မှာတော့တစ်စင်ရွာနဲ့အင်ဂျင်ရွာကိုသွားရတဲ့လမ်းခွဲလေးကိုရောက်တဲ့အခါဦးအောင်ကရှေ့ကမောင်ဘိုးတွေကိုကောင်းလေးမင်းရွာကိုဝင်အောင်မလားမောင်ဘိုးတင်ခက်တာရက်လိုက်ပါတယ်အချိန်ကလည်းညနေစောင်းနေပြီအဲ့နောက်ခက်တာစဉ်းစားပြီးဝင်လို့အဆင်ပြေမယ်ဆိုရင်တော့ခဏတော့ဝင်ကျင်တယ်ဗျရေရပါတယ်ကွာကဲကဲသွားကြတာပေါ့ဦးအောင်နဲ့မောင်ဘိုးတင်ကရွာထဲကိုဝင်လာခဲ့ပါတယ်ရွာထဲကိုဝင်လာတဲ့အခါတချို့သူတွေကမောင်ဘိုးတင်ကိုနှုတ်ဆက်ကြသလိုတချို့သူတွေကတော့မတိကျိုးကျုံပြစ်သွားကြပါတယ်အဲ့နောက်မောင်ဘိုးတင်ကဦးအောင်ကိုလှည့်ပြီးတော့စကားဆူလိုက်ပါတယ်အဖကျွန်တော်ရက်ဆိုင်ခဏဝင်ကျင်တယ်ဗျာဟာကောင်းလေးငါအခုတလောရက်မတောက်ဘူးကွာအဖကိုတိုက်မှလည်းမဟုတ်ပါဘူးဗျာကျွန်တော်ငွေ30လောက်ပေးပါလားအေးရတယ်မောင်ဘိုးတင်တောင်းတဲ့ငွေကိုဦးအောင်ကမဆိုင်မတော့ထုတ်ပေးလိုက်ပါတယ်ခဏမှလမ်းလျှောက်ပြီးချိန်မှာတော့တစ်ဆင့်ရွာမှာရှိတဲ့ကိုစိုးကြီးရဲ့ရက်ဆိုင်ကိုရောက်လာခဲ့ပါတော့တယ်ဆိုင်ထဲကအရက်ချိန်တက်နေတဲ့ကိုစိုးကြီးကမောင်ဘိုးတင်ကိုမြင်တဲ့အခါဖိုးတင်ရွာဝလဲလာတာလားဟာဒီမှာအိမ်မယ်ဆိုရင်လည်းငါစီမှာထမင်းလာစားလေကွာအလဲလာတာမဟုတ်ဘူးဗျလမ်းညုံလို့ဝင်လာတာကျုပ်ကိုတပလင်းပေးစမ်းမအောင်ဗျာရော့ပတ်ဆက်အေးဒါနဲ့မင်းကအရက်တောက်တက်နေတာလားမဟုတ်ပါဘူးဗျာကျုပ်အိမ်ခဏပြန်မလို့အဖေအတွက်အရက်လာဝယ်တာအဲ့လိုဆိုတော့ငါညသွားဖို့ကြမလို့ပေါ့ကွာမင်းအဖေကငါ့ကိုငွေပေးထားတာညနေတိုင်းတလုံးအမြဲသွားဖို့ရတယ်ဟေးအေးဗျာကျုပ်သွားအောင်မယ်ကိုစိုးကြီးအင်းချင်းရွာကိုလည်းသွားအောင်ပါဗျအေးညီလေးသွားမောင်ဘိုးတွေကရက်ပလင်းကိုယူပြီးဆိုင်ထဲကထွက်လာပြီးနောက်ဆိုင်ဝမှာစောင့်နေတဲ့ဦးအောင်ကိုခေါ်ပြီးသူ့ရဲ့အိမ်ကိုခြေဦးလှည့်လိုက်သွားတော့တယ်မောင်ဘိုးတွေနဲ့ဦးအောင်တို့နှစ်ယောက်မောင်ဘိုးတွေနေလို့ရောက်လာပြီးအိမ်ရှိကုပြစ်မှာတော့မောင်ဘိုးတွေရဲ့ဖခင်ဦးကောင်းကအရက်ပလင်းတပလင်းကိုစိန်ခံတောက်နေပါတယ်မျက်နှာကလည်းပွာရောင်းနေပြီဦးကောင်းကအိမ်ဝိုင်းနဲ့ဝင်လာတဲ့မောင်ဘိုးတွေကိုတွေ့တဲ့အခါဟာဂျိုးကောင်းလေးမင်းဘာလာလောက်တာလဲအလုံးမလုံးချင်လို့ပြန်ပြေးလာလားအဲ့လိုဆိုရင်တော့မင်းငါအကြောင်းသိတယ်နော်မဟုတ်ပါဘူးဖေရဲ့လမ်းကြုံလို့ဝင်လာတာပါဒီမှာကျုပ်လို့ရှင်ဦးအောင်နဲ့အတူတူလာတာပါအော်ဟုတ်လားလာထိုင်ပါဗျာဦးကောင်းကမောင်ဘိုးတွေရဲ့အလုပ်ရှင်လေပြောစကားကြောင့်သူနဲ့မလန်းမကတ်မှရောက်နေတဲ့ဦးအောင်ကို
လောကိုပြူလိုက်ပါတယ်ဦးအောင်ကလည်းကွပြစ်လေးမှာဝင်ထိုင်လိုက်တယ်မောင်ဘိုးတွေကလည်းဝယ်လာတဲ့အရက်ပလင်းကိုဦးကောင်းရှိမှချလိုက်ပြီးတော့ကျုပ်ရက်ဝယ်လာတယ်ဂျိုးကောင်ကလိုက်တည်တာပဲကောင်းတယ်ကွာမောင်ဘိုးတွေဘာမှပြန်မပြောဘူးအဲ့နောက်ဦးအောင်ကအရက်ယူဝေမူးနေတဲ့ဦးကောင်းကိုကြည့်ပြီးမင်းဘာအလုပ်လုပ်လဲအခုတော့ဘာမှမလုပ်ဘူးလေအမဲလေးဝယ်လေးဖော်ရင်တော့အမဲဖြတ်ကူတယ်ဝက်ဖော်ကူတယ်ပေါ့ဗျာဒါနဲ့မင်းသားကိုဘာလို့ဂျိုးကောင်လေးလို့ခေါ်တာလဲကွာကျုံမိမတေးရတာဒင်းကြောင်အောင်ဗျဦးအောင်ကပြုံးလိုက်ပါတယ်အဲ့နောက်ဦးကောင်းကိုစစ်စစ်ကြည့်ပြီးမင်းဆုံးရှုံးရတာကမိမကွာမင်းသားဘိုးတင်ဆုံးရှုံးရတာသူ့အမေအပြစ်တင်ရမှာမင်းကို तू ကအပြစ်တင်ရမှာဘာဆိုင်လဲဗျာကျုပ်ချစ်တဲ့မိမဆုံးတာကျုပ်ဒီလိုရတမဘောကိုလုံးလုံးရောက်လာတာအဲ့ဒီဂျိုကောင်ကြောက်နေဗျာလူပြင်းစကားတွေလာပြောမနေပါနဲ့လားကွာမိမဆိုတာမရှိရင်နောက်တစ်ယောက်ယူရင်လည်းမိမပဲလေကွာဘိုးတင်ဆုံးမသွားတဲ့သူ့အမေနေရာမှာမင်းပြန်ရှာပြီးတော့အစားထုတ်ပြီးစမ်းရလားရရင်တော့အမေလို့မခေါ်တော့ဘူးမိတွေလို့ပဲခေါ်တယ်ဦးအောင်ရဲ့စကားတွေကိုဦးကောင်းကမြည်တော့မှခွန်းတုံပြန်မှုမလုပ်ပေအဲ့ကဦးအောင်ကဆက်ပြီးတော့စကားပြောလိုက်ပါတယ်ဟဲ့အောင်ငါပြောအောင်မေမင်းမိမသေးလို့နောက်ထပ်မိမထက်ယူရင်မိမရတယ်လို့ခေါ်တယ်ကွာအလွန်ဆုံးနောက်မိမမင်းသားဘိုးတင်အမေသေးလို့မင်းကနောက်မိမထက်ယူရင်နောက်အမေလို့ဘယ်သူမှမခေါ်ကြဘူးအစားထိုးလို့မရတဲ့ဆုံးရှုံးမှုကိုကြုံခဲ့တဲ့ငါကောင်လေးဘိုးတင်ကမင်းတို့ကိုအပြစ်မတရားပဲနဲ့နောက်ထပ်အစားထိုးလို့ရတဲ့မိမအခက်မတင်လို့သေးတာကိုမင်းကငါကောင်လေးကိုဂျူကောင်လေးတယ်လားတော်တော်တရားကြောက်ကိုကောင်းတဲ့ကောင်းလေးကွာတော်တော်တရားကြောက်ကိုကောင်းတဲ့ကောင်းလေးဦးဝုံးရဲ့စကားကိုဦးကောင်းကမြည်လို့မှပြန်မပြောနိုင်ပြီအဲ့ကဦးဝုံးကမောင်ဘိုးတင်ကိုတွားရအောင်ဆိုတဲ့သဘောနဲ့မျက်စာပြစ်ပြလိုက်ပြီးဦးကောင်းနဲ့သူ့ရဲ့အိမ်ကိုခြံခဲ့ပြီးတော့အင်ချင်းရွာကိုခရီးဆက်လိုက်ပါတယ်ဦးကောင်းကအရက်ပလင်းကိုကင်ပြီးအိမ်ဝိုင်းထဲကထွက်ခွာသွားတဲ့မောင်ဘိုးတင်ကိုငေးလိုကြည့်နေပါတော့တယ်ဦးဝုံးနဲ့မောင်ဘိုးတင်တို့တစ်စိတ်ရွာမှထွက်လာရာမိုးတောင်တော်ချုပ်နေခဲ့ပါပြီဦးဝုံးကမြည်သည့်စကားမှမပြောဘဲငိမ်ချက်သားကောင်းနေတဲ့မောင်ဘိုးတင်ကိုစကားဆိုလာခဲ့ပါတယ်ကောင်းလေးငိမ်လာရာကွာအဘခုနှစ်ကကျုပ်အဖေကိုပြောတဲ့စကားတွေကိုကြားပြီးတော့အမေကိုအမှတ်ရလို့ပါရဲ့အေးကွာငါနားလဲပါတယ်ဒါပေမဲ့မင်းအဖေကလွန်နေကွာကျုပ်လည်းသိပါတယ်ဒါပေမဲ့အမေကိုအတော်ချစ်တာပဲဆိုတဲ့အတွေ့နဲ့ကျုပ်ကသူပြောတာလုပ်တာတွေကိုဘာမှပြောမနဲ့ကျင်တတ်နေတာပါဗျာအော်မင်းအမေကိုမင်းကတော်တော်ချစ်သားဟုတ်ချစ်တာပေါ့ဗျာနေကညောင်မရောက်မှအိတ်တော့တောင်ကျုပ်အိမ်မက်မသေးတယ်ဘလို့မှတ်တာလဲကွာပြောစမ်းမအောင်ကျုပ်ကအိမ်မက်ထဲမှာကျုပ်ကကလေးဗျပကက်ထဲမှာအိတ်နေတာအမေကကျုပ်အိတ်နေတဲ့ပကက်ကိုပြုံးကြည့်ပြီးတော့လွှဲပေးနေတာလေကျုပ်ကကလေးသာဖြစ်နေတာပြောနေတာအဖရဲ့မောင်ဘိုးတင်ကပြုံးရှင်ပြီးစကားပြောနေတာဦးအောင်ကလည်းပြုံးပြီးတော့နားထောင်နေပါတယ်ကောင်းလေးမင်းဗိုက်စားပြီလားမစားသေးဘူးပေါ့ငါတို့အင်ဂျင်မာကဖုတ်ဝင်နေတဲ့သူကိုထုတ်ဖို့တရေတကောင်လိုတယ်ကွာဘယ်မှာသွားရှာရမလဲအဖရဲ့တရေဆိုပေမဲ့ကာမစိတ်ကြီးတဲ့ကောင်ကိုလိုချင်တာအဲ့ဒါဆိုရင်တော့ကျွတ်တို့ရွာတင်းတိုင်းမှာရှိလောက်တယ်အဖရဲ့သွားကြတာပေါ့ကွာဦးအောင်နဲ့မောင်ဘိုးတင်ကတစ်စိတ်ရွာတင်းတိုင်းကုန်းတို့ထွက်ခွာသွားခဲ့ကြပါတော့တယ်မောင်ဘိုးတင်ကသူအမြဲထိုင်နေကြအုပ်ကူပေါ်ကိုတက်ထိုင်လိုက်ပါတယ်အမောင်တို့ကြီးစိုးသောဒေသများဖြစ်တဲ့အတွက်လာရောင်ကအင်မတန်ထွန်းလင်းနေတဲ့အမှာပဲအေးများတဲ့လာရဲ့လင်းအောင်နဲ့အတူလေနူအေးတွေတိုက်ခတ်နေတာကြောင့်တိတ်ဆိတ်နေတဲ့တင်းချိုင်းကုန်းဟာဦးအောင်နဲ့မောင်ဘိုးတင်ဖို့နေလို့တောင်ကောင်းတယ်လို့ထင်နေရပါတယ်အေးပြီးတော့နေလို့ကောင်းလိုက်တာအဖရာအေးကွာရွာထဲကလူတွေကဖះကြီးတရားကြီးနေရတာအေးချမ်းလိုက်တာလို့ပြောဘူးတယ်ငါတော့ဒေချာမသိပါဘူးကွာဒါပေမဲ့အခုတင်းချမ်းရိတ်ကပိုအေးချမ်းပြီးတော့နေလို့ကောင်းတယ်ဆိုတာအဲ့လူတွေမသိလို့ဖြစ်မယ်ကွာအဘကတော့ပြောတော့မယ်ဗျာဒါနဲ့အဘကဘယ်ချင်းတည်းဖတ်မှာလဲဗျာသင်ပေးဦးတင်ရတာမခက်ဘူးခေအောင်ကြီးမင်းဆိုပိုတောင်းမခက်မင်းတို့ကြောက်လက်အမှမသိတဲ့ကောင်ကဘာမှတော့တင်စရာမလိုဘူးမင်းကိုစေးမကြောင်ထိုးတဲ့အတက်နဲ့မန်တန်အတက်ကတော့နောက်မှတဖြည်းဖြည်းတင်ပေးမယ်ဟုတ်ကဲ့ပါဦးအောင်ကအုပ်ကူပေါ်ကိုခြေလွဲထိုင်ချလိုက်ပြီးမောင်ဘိုးတင်ကိုကြည့်ပြီးတော့အခုကတရေဖမ်းမှာမဟုတ်ဘူးမွေးရမှာအရင်ငါလာတာဖမ်းတာကိုတိုက်ချင်တဲ့အိမ်ကိုတရေရဲ့စိတ်ဆွဲလန်းတဲ့အရာတွေကိုယူပြီးတော့သွားမြုပ်တာပေါ့ပြီးတော့အဲ့မှာရှိစေတာပဲဒေါသထွက်တဲ့တရေကအဲ့အိမ်မှာ၆တာလှန်တာလောက်တာပေါ့ကွာသဘောပေါက်ပြီဗျအခုကမွေးမှာလားဟုတ်တယ်
ငါတို့သူ့ကိုကျွေးမွေးပြီးတော့နေရာတနေရာပေးထားမယ်လိုအပ်လာရင်တော့သူ့ကိုခိုင်းမယ်ပေါ့ကွာဟုတ်ကဲ့ဗျကဲလူလေးတရေရွေးချယ်ပွဲလေးစလိုက်ကြတာပေါ့ကွာနေဦးဗျသူများနေပြောတယ်တင်းချိုင်းဆောင်မတ်ဖဲဝါဆိုတာကြီးနဲ့တွေ့ရအောင်ပါလားဟာမင်းကလည်းကွာတင်းချိုင်းနေလောက်များတာမတ်ဖဲဝါဘယ်တင်းချိုင်းမှာနေလဲတောင်မသိဘူးဒါပေမဲ့ငါတို့ခေါ်ရင်တော့လာမှာပေါ့ကွာဟုတ်လားဗျမတ်ဖဲဝါလာမယ်ဆိုရင်လေသူ့ပဲဖမ်းသွားရင်ကောင်းလားလို့ကြောက်ကတွေးနေတာမောင်ဘိုးတင်ရဲ့စကားကြောင့်ဦးဝုံးကမျက်လုံးပြူပြီးမောင်ဘိုးတင်ကိုကြည့်လိုက်ပါတယ်မောင်ဘိုးတင်ကအုတ်ကူပေါ်6ကူအောက်ကိုလွှဲချထိုင်နေပါတယ်အဲ့နောက်ဦးဝုံးကမောင်ဘိုးတင်ကိုကောင်းလေးတရေတစီကိုမွေးတော်မယ်ဆိုရင်ဂတိတည်ရတယ်အဲ့ကောင်တွေကလူလိုမဟုတ်ဘူးကွာကျွေးမယ်ဆိုကျွေးရတယ်နေပါဦးနောက်နေပါလို့ပြောလို့မရဘူးအဲ့တော့ဂတိမပေးခင်တေချာစဉ်းစားရမယ်ဖြစ်နိုင်မဖြစ်နိုင်ပေါ့ဟုတ်ပါပြီးတော့တရေမွေးတယ်ဆိုတာမှာကာမစိတ်ထိအားကောင်းတဲ့ကောင်တွေကိုရွေးမွေးရမယ်ဘာလဲဗျအဘပြောတဲ့ကာမစိတ်ထိဆိုတာဘာလဲကာမစိတ်ထိဆိုတာကံကပေးထားတဲ့တကူဆွမ်းအားပေါ့ငါတို့ကအားကြီးတဲ့တရေကိုမွေးနိုင်လေငါတို့ရဲ့လုပ်ငန်းဆောင်တာတွေကပို့ပြီးတော့အောင်မြင်နေပဲကွာအဘပြောမှာပဲတရေတွေကိုလက်ဝဲထိုးခိုင်းပြီးတော့ချန်ပီယံကိုရွေးရမလို့ဖြစ်နေပြီလောက်ရမှာကွာအဲ့လိုပဲရွေးရမှာဗျာဦးရဲ့စကားကြောင့်မောင်ဘိုးတင်ကကြောင်ဝမ်းဖြစ်သွားပါတယ်မောင်ဘိုးတင်ဖြစ်ပြသွားတာကိုသဘောကျနေတဲ့ဦးကဆက်ပြီးစကားဆိုပါတယ်ဒီလိုကောင်လေးရဒီမှာရှိတဲ့တရေတစ်ပတ်တစ်စေပြိတ်တာမြေဖို့အတူတကယ်ဆိုပြီးတော့အများသားရှိတာပေါ့ငါတို့ကအဲ့ထက်ကဘယ်မျိုးစားကိုရွေးရမလဲရင်တွေးရမယ်တရေကိုအများဆုံးမွေးနိုင်ပါတယ်နိုင်နင်းပေါ့ဟုတ်ကဲ့ပါပြီးတော့ဒီဝင်းကျင်ကတရေတွေကိုငါတို့တတ်နိုင်တာနဲ့ကမ်းလှမ်းရမယ်ဘယ်နေ့မှအမဲသားဘလောက်ကျွေးမယ်ဘာညာပေါ့ကွာဟုတ်ကဲ့ပါအဲ့အချိန်2ကောင်လာရင်လာမယ်10ကောင်လာရင်လာမယ်အဲ့ဒီကောင်တွေအချင်းချင်းကိုလုံခိုင်းနောက်ဆုံးဘူရတဲ့ကောင်ကိုခေါ်မှာကွာအဘတရေရွေးတာကြောက်တော့အောင်သဘောကျလာပြီဒိုင်းနေပါလေလူသေးလားအဘရဲ့လိုတာပေါ့ကွာအခုမင်းနဲ့ငါတရေရွေးချယ်ပေးရဲ့ဒိုင်းပေါ့ကွာကောင်းလိုက်တာအဘရာကြောက်ရွံ့မှုကိမဲ့သွားနေအားရပါရပြောနေတယ်တပည့်ဖြစ်သူမောင်ဘိုးတင်ကိုကြည့်ပြီးဦးအောင်ကသဘောကျနေပါတယ်တပည့်ရွေးတာမှန်ခဲ့ပြီလို့လည်းတွေးနေပါတော့တယ်အုတ်ခုံပေါ်မှာမောင်ဘိုးတင်နဲ့ဦးအောင်ကထိုင်နေကြပါတယ်လာအောင်ရင်းနဲ့အုတ်ကူရှိမြေကွက်လက်ကိုအာယုံဆိုင်နေတယ်အဲ့နောက်ဦးအောင်ကမန်တန်တစ်ခုကိုရွတ်လိုက်ပြီးကဲဒီအင်းတိုင်းမှာရှိတဲ့တဲရပေါင်းတို့ကျုပ်တို့အောက်လန်းစရာဦးအောင်ဖိတ်ခေါ်ပါတယ်အနေတို့ထဲကတဦးကိုငါနဲ့ငါတပည့်ဘိုးတင်ကမွေးချင်ပါတယ်ငါတို့ခိုင်းတဲ့လုပ်ငန်းချုပ်ကိုလုပ်ပေးရမယ်အဖိုးအခအနေနဲ့10ရက်ကိုတစ်ကြိမ်အမဲသား2ပိတ်တာကျွေးပါမယ်ငါတို့ပြောတာကိုလက်ခံရင်ငါတို့ရဲ့ရှိကိုလာခဲ့ကြဦးအောင်ရဲ့စကားဆုံးတာနဲ့လက်ဟာတိမ်တိုက်ချိုတဲ့ကိုဝင်သွားပြီးတော့မှောင်မဲသွားပါတယ်အဲ့နောက်တိမ်တိုက်တွေကင်းစင်သွားချိန်လက်ရဲ့အလင်းရောင်ကပြန်ပေါ်လာခဲ့ပါတယ်ပြန်ပေါ်လာတဲ့လက်ရောင်ရဲ့အောက်မှာတော့ပုံစံမျိုးစုံလာတဲ့တရေလေးကောင်ရောက်နေပါတယ်အဲ့ဒီတရေတွေကိုဦးအောင်ကတေချာကြည့်လိုက်ပြီးမောင်ဘိုးတင်ဘက်ကိုလှည့်ပြီးတော့ကောင်းလေးငါတရေတွေရဲ့နာမည်ကိုမင်းမှတ်ထားအောင်နော်ဟိုအစုံကတရေနာမည်ကငနဲ့တဲ့အဖရဲ့ဟာမင်းကသိတာလားသိတယ်လေအဲ့တရေကျုပ်စီကအမဲသားတောင်းစားတာသိတာပေါ့တခုတတိထားကောင်းလေးရဲ့တရေတစီနဲ့စကားပြောလာရင်ငါလို့ပဲပြောကျွတ်တို့ကျွန်တော်တို့လည်းမပြောနဲ့ကြားလားငါတို့ကသူတို့ကိုအပေါ်ကဆက်ဆံရမယ်သူတို့ကစင်တွေကိုထိန်းနေရတယ်လို့ပဲတတိတော်ထားရတယ်ကြားလားအဘမှာတော့ဘယ်တော့မှမမေ့နဲ့ဟုတ်ကဲ့ဗျဦးအောင်ကမောင်ဘိုးတင်ကိုတိုးတိုးပြောပြီးအခုငါတို့ရှိကိုရောက်လာတာဘယ်သူတွေလဲနာမည်ပြောကြစမ်းဟုတ်ကောင်ဦးအောင်ကအစွန်းဆုံးကတရေကောင်ကစပြီးတရေတကောင်ကြီးရဲ့နာမည်ကိုလက်ညှိုးထိုးမိပါတယ်ဟုတ်ကောင်နာမည်ငနဲ့မင်းနာမည်ကိုစံပမင်းရောငါတွက်ဟုတ်ကောင်စိတ်ဓာတ်အေးကောင်းပြီမင်းတို့ချင်းချင်းတပန်းလုံးရမယ်နိုင်တဲ့ကောင်ချင်းအချင်းချင်းထက်ချရမယ်ကြားလားဦးအောင်ကတရေတွေကိုတေချာကြည့်ပြီးနောက်မောင်ဘိုးတင်ဘက်ကိုလှည့်ပြီးတော့ကောင်းလေးဘယ်ကောင်နဲ့ဘယ်ကောင်ကိုချခိုင်းရမလဲကျုပ်ကတော့ငနဲ့ကိုတန်းခေါ်ချင်တာရမလားကွာပိုအားကြီးတဲ့ကောင်ခေါ်ရမှာဒါမှစီကန်းမင်းကတိုင်ဖြစ်ပြီးတော့မညစ်တဲ့ကောင်လေးဟာကျုပ်ကပြောကြည့်တာပါကဲကျုပ်ရွေးမယ်မောင်ဘိုးတင်ကတရေလေးကောင်ကိုတေချာကြည့်ပြီးတော့ဦးအောင်ကိုစကားဆိုလိုက်ပါတယ်အဖစံပနဲ့စိတ်ဓာတ်အကောင်ကြီးရယ်သူတို့ချင်းချခိုင်းပြငနဲ့ငတွက်ကအကောင်ကွာတယ်
ငနက်ကစမ်းမနီးပါပဲအဖရေထားလိုက်စမ်းပါကျုပ်ပြောသလိုပဲလှုပ်ဆမ်းပါဗျာကောင်းလေးမင်းဘောင်ထဲကနေညစ်နေပြီငါသိတယ်နော်နေသားမဗျာတိုင်းနေပါဆိုခက်တီတီနေဗျအဖနဲ့လည်းခက်တယ်မျက်နှာဘိုးကိုမသိဘူးမောင်ဘိုးတွေရဲ့စကားကြောင့်ဥုံမှာမျက်ခုံးပင်သွားပါတယ်တဲလဲမလွယ်တဲ့ကောင်မလားလို့တွေးနေတရဲတွေကိုလှက်ပြီးတော့စံမနဲ့စိတ်ကချတော့တရဲနှစ်ကောင်ကလုံထွေးနေပါတယ်လင်မြန်လုံးတဲ့အတွက်အရင်မဲတရံသာမြင်နေရပြီးအတော်ကြာတဲ့အခါမောင်ဘိုးတွေကစိတ်မရှိတော့ပါဘူးအဖဒီကောင်တွေကိုဒီတိုင်းခြာခိုင်းနေရင်တစ်သလုံးပြီးမှာမဟုတ်ဘူးတခါတလေတရက်လောက်ကြာတယ်ကွာအဲ့လောက်ကြာပြီးတော့မဆောင်နိုင်ဘူးဘာရဲ့စိတ်မရှိဘူးဗျာမောင်ဘိုးတွေကပြောပြောဆိုဆိုမတ်တက်ရလိုက်ပြီးဟဲ့အောင်လေးရက်ချစမ်းမောင်ဘိုးတွေရဲ့စကားကြောင့်လုံးတွင်းနေတဲ့တရက်စံပါနဲ့စိတ်ကရက်လိုက်ပါတယ်အဲ့ဒီခါမောင်ဘိုးတွေကထပ်ပြီးတော့စကားဆိုလိုက်တယ်မင်းတို့မရွေးဘူးငါနဲ့လာခဲ့မင်းကိုရွေးတယ်ငါနဲ့ကဥုံလုံသားကိုကတ်လာပါတယ်ကျန်တဲ့တရဲတွေကမကျင်မနဲ့ဖြစ်နေတော့မောင်ဘိုးထင်ကဥုံကိုတိုးတိုးနဲ့စကားပြောလာတယ်အဖဟိုကောင်တွေမကျင်တဲ့လို့လာချရင်အဖတားပေးဦးတော့မင်းကစီးဖောက်တာကိုဘယ်ကျင်တတ်မလဲအဖပြောတော့စင်နေလိုပဲဆိုဒီကောင်တွေကျွတ်တို့စကားကိုနားထောင်မယ်လေအေးပါကွာငါကမင်းကိုလက်တွေ့သင်ခန်းစာပေးနေတာမင်းကတော့ငါ့ကိုပညာတွေပြန်သင်နေပါလားဟာဟုတ်တယ်လေဗျာအခုကချတာအကြာကြီးမဆောင်နိုင်ဘူးဗျအခုတောင်အချိန်လင့်နေပြီဘိုက်ကလည်းစားပြီးကျုပ်ကငနဲ့ကိုခေါ်လိုက်ပြီးဘာထက်လို့ရမလဲအဲ့ဒါဆိုစာချုပ်ချုပ်ရမယ်ဟာအဖရေတရေခေါ်တာပဲစာချုပ်ရှိသေးတာလားဗျအဖတို့လောကကလည်းတဲလဲစမ်းတာပဲဦးနဲ့မောင်မိုးတင်စကားပြောနေချိန်တန်နဲ့တရေသုံးကောင်စီကနေ6ကက်ကက်ကွဲစကားတံများထွက်ပေါ်လာပါတယ်မကျေနပ်ဘူးငါတို့မကျေနပ်ဘူးအဲ့ကမောင်မိုးတင်ကဥုံနာကိုကတ်သွားပြီးတော့အဖဟိုကောင်တွေကမကျေနပ်ဘူးတဲ့ဘာလို့လုပ်မလဲမင်းကောင်ဘာလို့လုပ်ချင်လဲကျုပ်ကတော့သူတို့အမဲသား90သားစီကျွေးမယ်လို့ညှိချင်တယ်ဗျာမတရားလဲဒါမှမလုပ်ချင်ဘူးဗျာတပိတ်တာတော့မဟုတ်ပါလားကွာမင်းဟာသကောစကားကြီးအဖကလည်းအဖငွေကုန်တက်တာအောင်ပြောပြီးတာကိုအားလိုက်တာဗျာအေးပါကွာအေးမရရင်လည်းငါပညာပြရတာပေါ့ဥုံကအုတ်ကိုခြေနာကမြေကြီးမုံတွေကိုလက်နဲ့ကုတ်ယူလိုက်ပြီးမင်းတို့မကျင်တတ်လဲငါလိုဆရာက view site ဆရာလားမင်းတို့တနာလို့တကောင်ကိုမနှက်ပြန်အမဲသား90သားစီကျွေးမယ်ကျင်တတ်လားမကျင်တတ်ဘူးတော့ဝမကျင်တတ်ဘူးတရေတော့ကအဲ့လိုပြောပြီးဥုံနာကိုတိုးလာတော့ဥုံကမြေမုံတွေစုပ်ကင်ထားတဲ့သူ့လက်ကိုပါးစပ်နဲ့တစ်ချက်မှုတ်လိုက်ပြီးတော့ငါလိုဆရာကိုတရေစုပ်ကအန်တုနေရပေါ့သေစမ်းကွာဥုံကရှေ့ကိုတိုးလာတဲ့တရေသုံးကောင်ကိုပေါက်လိုက်တော့မြေမုံတွေဟာမိသားတံဖြစ်ပြီးတရေသုံးကောင်ကိုတောက်လောင်มาတော့တယ်တရေသုံးကောင်လည်းကြောက်လန့်တကြားနဲ့တင်းချိုင်းထဲမှာရှိတဲ့တစ်ပင်တွေကိုပြေးတက်သွားခဲ့ကြပါတယ်အဲ့ဒီကကြမှာမောင်ဘိုးတင်တပြင်းချလိုက်ပြီးအဖေကိုတော့ဒီကောင်တွေကြောက်သားဗျမင်းငါမရှိရင်ဘယ်လိုလုပ်မလဲကောင်လေးရာကျုပ်ကလည်းအဖရှိလို့လုပ်ရဲတာပေါ့ဗျာမင်းကတော့လေကဲစာချုပ်ချုပ်ဖို့လို့အောင်မင်းကငနဲ့ကိုသဘောကျတာဆိုတော့မင်းမဲငနဲ့နဲ့စာချုပ်ချုပ်လိုက်ပေါ့ကွာမင်းမွေးတာပေါ့အဖစာချုပ်ကဘယ်မှာဘလို့ချုပ်အောင်မလဲစာချုပ်လည်းမပါဘူးလေအဖရဲ့ဟာကောင်ကစာချုပ်ဆိုတာစကားအရာပြောတာမင်းကိုရှင်းပြနေမိုးလင်းသွားမယ်လာဦးအောင်ကမောင်ဘိုးတင်ကိုခေါ်လိုက်ပြီးမောင်ဘိုးတင်ရဲ့လက်ကိုဆုပ်လိုက်ပါတယ်အဲ့နောက်တရေငနဲ့ကိုလည်းရှေ့ကိုလာခိုင်းလိုက်တယ်ငနဲ့မင်းကိုမြုပ်တဲ့နေရာဘယ်နားမှာလဲငနဲ့ကသူတို့ထိုင်နေတဲ့အုပ်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်ကဲအဆင်ပြေတာပေါ့ကောင်းလေးနည်းနာမယ်နော်ဥုံကပြောဆိုနဲ့သူ့လွယ်အမဲတွေကတမြောင်တိုလေးကိုထုတ်ပြီးမောင်ဘိုးတင်ရဲ့လက်ညှိုးထွေကိုဖောက်လိုက်တဲ့အခါသွေးတွေကစိတ်ထွက်လာပါတယ်ဥုံကသူတို့ထိုင်နေတဲ့အုပ်ကြီးပေါ်ကျစီပြီးကဲကောင်းလေးလိုက်စို့ဟုတ်ကဲ့ဗျကျွန်တော်မောင်ဘိုးတင်သည်တရေငနဲ့အား10ရက်ကိုအမဲသား3မိသားကျွေးပါမည်မကျွေးခဲ့ပါကကျုပ်နဲ့ကျုပ်မိသားစုကိုငနဲ့ဒုက္ခပေးနိုင်ပါလေကျွေးတဲ့အခါမှာတော့ငနဲ့ကကျုပ်ခိုင်းရာကိုလိုက်နာမှာဖြစ်ပါတယ်ကျုပ်ဘိုးတင်နဲ့ဥုံသည်တရေငနဲ့အား10ရက်ကိုအမဲသား3မိသားကျွေးပါမယ်မကျွေးဘက်ကကျုပ်နဲ့ကျုပ်မိသားစုကိုငနဲ့ကဒုက္ခပေးနိုင်တယ်ကျွေးတဲ့အခါမှာငနဲ့ဟာကျုပ်တို့ခိုင်းရာကိုလိုက်နာမှာဖြစ်ပါတယ်ကောင်းလေးမင်းငတ်နာမယ်ဘာလို့ထည့်ရလဲဟာကျုပ်မှငွေမရှိဘူးလေအဖရဲ့အဖကမကြွေးဘူးဆိုကျုပ်ကဒုက္ခရောက်မှာပေါ့အဲ့ဒါကြောင့်အဖနာမည်ကိုထည့်ရတာဟာကွာမင်းတော်တော်ညံပြေးတဲ့ကောင်ဟေးတကယ်မလွယ်တဲ့ကောင်ပဲဥုံကတပည့်ကျော်မောင်ဘိုးတွေကိုတ
ဘောကျစွာစကားဆိုလိုက်ပြီးနောက်ငနက်ကိုကိုရောင်ဖြောက်ပြီးခေါ်ခဲ့လိုက်ပါတယ်ပြီးနောက်အင်းချင်းရွာကိုထွက်သွားခဲ့ကြတော့တာပေါ့ဦးဝင်းရဲ့ပညာကြောင့်တရဲငနက်ဟာရွာထဲကိုအခက်အခဲမရှိလိုက်ပါနိုင်ခဲ့ပါတယ်ရွာထဲကအိမ်ဒီမှာတော့အလင်းရောင်လုံးဝမရှိတော့ဒါပေမဲ့ရွာလဲကအိမ်လေးတစ်လုံးမှာတော့မီးရောင်ရှိနေပါတယ်အဲ့ဒီအိမ်လေးတွေကိုဝင်သွားလိုက်ကြတယ်အိမ်ဝိုင်းထဲကိုဝင်လိုက်တာနဲ့ဇပွဲတန်းရမှာလူကြီး၄ယောက်မီးဖိုပြီးထိုင်နေကြပါတယ်ဦးအောင်တို့ဝင်လာတာမြင်လိုက်တဲ့အခါဆရာကြီးဦးအောင်လားဗျာဟုတ်ပါတယ်နောက်ကြလိုက်တာဆရာကြီးရေမလာတော့တော့ထင်းနေတာဦးအောင်နဲ့အဲ့ဒီလူကြီးတွေစကားပြောနေတော့မောင်ဘိုးတွေကဦးအောင်ရဲ့ခါးနေရာကိုတို့လိုက်တော့ဘာလဲကောင်လေးစကားပြောနေတယ်လေကွာအဘဗိုက်စာကြီးဗျာအချိန်နဲ့ကြည့်ပါဦးမောင်ဘိုးတွေမှတိုးတိတ်တိတ်ပြောပေမဲ့တခြားလူကြီးတွေကကြားသွားပါလေဟုတ်တာဗောဆရာကြီးတို့ဝေးရလာတာဗိုက်စာနေရောပေါ့သွားကြတယောက်တော့တပည့်ပြကြသမှာ哦ထိုင်နေတဲ့လူကြီးများထဲမှာအသက်ပုံငယ်ဟန်ရှိတဲ့လူကြီးကအိမ်မော်အလင်းပြန်တက်သွားပါတယ်အဲ့ဒီချိန်အိမ်မော်ကနေမိမတန်တန်ထွက်လာတယ်အဲ့ဒီကောင်တွေကိုဝင်မခံနဲ့အဲ့ဒီကောင်တွေကိုဝင်မခံနဲ့ဟဲ့ငါပြောနေတာမရဘူးလားအဲ့ဒီတန်ကိုကြားတဲ့အခါဦးဝုံးကနောက်ကိုလှည့်လိုက်ပြီးငနဲ့အော်နေတဲ့ကောင်ကိုပါဇက်သွားပိတ်ဆံကွာဒီလိုဖို့တော့မင်းကအေးစေးပါကျန်တာငါခိုင်းမှလို့ကြားလားဦးဝုံးစကားဆုံးပြီးတိတ်မကြခင်မှာအိမ်မော်ကအော်နေတဲ့အတန်ကတိတ်ဆိတ်သွားပါတယ်ဦးဝုံးမှာရှိတဲ့လူကြီးတွေကလည်းဦးဝုံးကိုမဝင်မြဲဖြစ်နေကြတယ်အိမ်မော်ကိုတက်ပြီးတော့ထမင်းသွားပြင်းတဲ့လူကြီးကပြန်ဆင်းလာပြီးထမင်းစားလို့ရပါပြီဗျာအဲ့လူရဲ့စကားကိုကြားတဲ့အခါမောင်ဖိုးတင်ကပြုံးရွှင်သွားပါတယ်ဦးဝုံးကကျန်တဲ့လူတွေနဲ့စကားပြောနေတော့ဦးဝုံးရဲ့လက်ကိုဆွဲပြီးအိမ်မော်ကိုတက်ရန်အတွက်မောင်ဖိုးတင်ကဆွဲခေါ်နေပါတော့တယ်ဦးဝုံးနဲ့မောင်ဖိုးတင်ထမင်းစားပြီးတော့အိမ်ရှိကမ်းမှာရှိတဲ့ဖုတ်ဝင်နေတဲ့သူနားမှာထိုင်နေလိုက်ပါတယ်ဖုတ်ဝင်တယ်လို့ပြောတဲ့သူကအမေအိုကြီးတယောက်ဖြစ်ပြီးတော့ပိန်နေပြီးမျက်လုံးလိုတော့မှဟောက်ပဲ့ဖြစ်နေခဲ့ပါပြီအယိုးပေါ်အရည်တင်ဖြစ်နေတော့အင်မတန်ကြောက်စရာကောင်းနေတယ်အဲ့ဒီအမေအိုရဲ့မျက်လုံးကပြူးကြောင်ကြောင်နဲ့ကိုခန္ဓာနဲ့မလိုက်အောင်စူးရှာလို့နေပါတယ်ဦးအောင်ကအဲ့ဒီအမေအိုတေချာကြည့်လိုက်တယ်ဖုတ်ဝင်တာကတော့တေချာနေပြီနားမှာတော့အဲ့ဒီအမေအိုရဲ့ဝိညာဉ်ကိုခေါ်တယ်အမေအိုကြီးကခန္ဓာကိုယ်နားမှာဝိလေလုံနေပါတယ်အဲ့ဒီတော့အမေအိုရဲ့သားနဲ့ချွေးမတွေကိုစကားဆိုလိုက်တယ်ဖုတ်ကတော့အကြီးစားဝင်နေတာပဲအနုနီးနေတော့ထုတ်လို့မရဘူးကျတို့လည်းအထက်လန်းဆရာတွေကိုပြစ်ပါတယ်သူတို့လည်းသူတို့နီးလန်းနဲ့ထုတ်ပေးပေမဲ့အဆင်မပြေပါဘူးဗျာအဲ့ဒါကြောင့်ဆရာကြီးကိုပြစ်လိုက်တာကျုပ်ကဖုတ်ထုတ်ပေးတာတော့ဟုတ်ပါပြီဖုတ်ထွက်သွားရင်တော့တရက်လောက်ပဲအသက်ရှင်မှာနော်အခုပုံနဲ့တရက်ထဲလားဆရာမဟုတ်ဘူးခမရတို့ရဲ့အမေအနေနဲ့ပါဘယ်တတ်နိုင်ပါလဲဆရာကြီးဟာအခုလိုဖြစ်နေတာနဲ့ဆိုင်ရင်ဘွားကူကောင်းတော်တာမှတော်ပါသေးတယ်ကျုပ်ခမရတို့အမေကိုလက်နဲ့မထီဘူးတော်ကြရင်ကျုပ်ရိုက်လို့ပို့လို့ဆုံးတယ်လို့အပြောမခံနိုင်ဘူးဗျဟုတ်ကဲ့ပါဆရာကြီးရေနားလည်ပါတယ်ဦးအောင်ကအမေအိုကြီးရဲ့သားတွေကနေဖုတ်ထုတ်ဖို့ခွင့်ပြုချက်ရလိုက်တဲ့အခါမောင်ဖိုးတွေကိုခေါ်ပြီးတော့အိမ်အောင်ဆင်းဟန်ပြန်လိုက်ပြီးတော့အမေကြီးရဲ့သားတွေကိုကျွတ်တို့ပြင်စင်စာရှိတာပြင်လိုက်အောင်မယ်ခင်ဗျားတို့အိမ်မောကပဲစောင့်ကြဟုတ်ကဲ့ဆရာကြီးဦးအောင်ကမောင်ဖိုးတွေကိုခေါ်ပြီးတော့အိမ်ရောက်ကိုဆင်းလာပါတယ်အိမ်ဝိုင်းထဲကိုဝင်လာစဉ်ကတွေ့ရတဲ့မိဖို့နောက်ကတန်းလန်းမှာထိုင်လိုက်ပြီးဦးအောင်ကစကားဆူလိုက်ပါတယ်ကောင်းလေးဖုတ်ထုတ်တယ်ဆိုတာအစီရင်နဲ့ထုတ်လို့ရတယ်အခုလိုအစီရင်နဲ့မနိုင်တဲ့ဖုတ်ဆိုရင်သူ့ကိုနိုင်တဲ့ကောင်ကိုချခိုင်းပြီးထုတ်ရတယ်ငါတို့ကသူတို့ရှိမှငနက်ကိုချခိုင်းလို့အဆင်မပြေဘူးလေအဲ့တော့ဦးအောင်ကပြောလက်စားစကားကိုခဏရက်လိုက်ပြီးငနက်လာစမ်းခိုင်းစရာရှိတယ်ဟဲ့ငနက်ရောက်လာတာနဲ့ဖုတ်ဝင်နေတဲ့အမေဟွာဦးအောင်တို့ကိုရုပ်ရင်ကြမ်းတမ်းစွာဆဲပါတော့တယ်အဲ့တော့ဦးအောင်ကငနက်လူခန္ဓာလေးကိုဝင်နေတဲ့ကောင်ကိုမင်းနိုင်တော့လားနိုင်ပါလေနိုင်ရင်အဲ့ဒီကောင်ကိုမောင်းထုတ်လိုက်တော့ကွာကြားလားဦးအောင်ကအဲ့လိုပြောလိုက်တာနဲ့ငနက်အိမ်ပေါ်ပြန်တက်သွားပါတယ်ငနက်အိမ်ပေါ်ပြန်တက်သွားတာနဲ့ဦးအောင်ကိုဆဲဆူနေတဲ့ဖုတ်ဝင်တဲ့အမေကြီးရဲ့အတန်ကလည်းတိတ်ဆိတ်သွားပါတယ်အဲ့တော့ဦးအောင်နဲ့မောင်ဘိုးတင်အိမ်ပေါ်ပြန်တက်လာတော့အမေကြီးရဲ့နားမှာထိုင်လိုက်ကြပါတယ်အမေကြီးရဲ့မျက်လုံးတွေကပြူးကျနေတယ်ခဏကြာတဲ့အခါငနက်ကအမဲတရံတစ်ခုကိုလေကုတ်ကကိုင်းပြီးအမေကြီးရဲ့ကိုယ်ထဲကဆွဲထုတ်လာပြီးတော့အိမ်ပြင်သို့ထွက်ခွာသွားခဲ့ပါတော့တယ်ငနက်တို့ထွက်သွားတာနဲ့အမေရဲ့ဝိညာဉ်ဟာသူ့ခန္ဓာကိုယ်ကဆွဲယူလိုက်တဲ့လားဝင်ရောက်သွားပြီးတော့အမေကြီးရဲ့ချောင်းဆိုးဆန်ကစတင်ထွက်ပေါ်လာပါတယ်တာတာတင်ခိုင်းအမေကျတို့နားမှာရှိပါတယ်အမေရဲ့
အမေဦးရဲ့လက်ကိုသူ့သားတွေကင်လိုက်တဲ့အချိန်မှာတော့အာအမေအသားတွေနာလိုက်တာတေးပါပြီသားရဲ့အမေကိုပြောစကားကိုကြားတဲ့အခါအမေဦးရဲ့အသားတွေကဥုံကိုအကူကြီးတောင်းခံတဲ့ကြည့်လိုက်ပါတယ်ဥုံကအကြီးဆုံးဖြစ်ဟန်တူးတဲ့သားအနာကိုသွားပြီးအတန်တိုးတိုးနဲ့ကျုပ်ပြောထားသလိုပဲအခုဟာခမရတို့ရဲ့အမေသူ့အသားတွေနားတယ်ဆိုတာလူမို့လို့ဆုံးဟာနီးလေထွက်တက်ကနာကျင်ပါတယ်ခင်ဗျားတို့သူ့အသားတွေကိုသွားမထိနဲ့အစားတောင်လည်းမကြွေးနဲ့ကျန်တာတော့ကျုပ်လည်းမပြောတတ်ဘူးတရားနာခိုင်းရမလားဆရာကြီးကျတို့အိတ်ချင်ပြီဗျာဒီမဟုတ်တဲ့တခြားရင်ကိုစီစဉ်ပေးနိုင်မလားစီစဉ်ထားပါလေဆရာကြီးအတွက်အဖိုးအခါကိုဘယ်လောက်ကြောက်ရမလဲ20လောက်တော့ပေးပေါ့ဗျာကျေးဇူးတင်ပါတယ်ဆရာကြီးရေထို့နောက်လူတယောက်ဒီအခုအိမ်နဲ့တိန်ကျော်မအိမ်တလုံးကိုပို့ဆောင်ပေးလိုက်ပါတယ်အိမ်ပေါ်မှာတော့ကောင်းနေဆောင်နေအသင့်ပြင်ထားပြီးတော့ဥုံနဲ့မောင်ဘိုးတင်ကဝင်အိတ်လိုက်ကြပါတယ်မောင်ဘိုးတင်ကဥုံကိုစကားဆိုးလာတယ်အဖအမေကြီးကတနာစရာပဲနော်အခုမှသူ့ခန္ဓာကိုယ်ရဲ့ပြန်ဝင်ရတာလေဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကတော့အသက်ဆက်ဖို့အားမရှိတော့ဘူးဟုတ်ပါဗျာသူ့ကြည့်ရတာပိန်လီနေတာပဲဘလို့များအသက်ရှင်နေတာလေအံ့ဩလိုက်တာဥုံကမြေကြီးစကားမှပြန်မပြောပဲမျက်လုံးပိတ်ထားလိုက်ပါတယ်စစ်တော့အမေကြီးကတေဆုံးနေခဲ့ပါပြီဒါပေမဲ့သူ့သားတွေရဲ့စိတ်ကိုဆွဲလန်းနေတဲ့စိတ်ကြောင့်မကျွတ်လို့ပဲပို့ဝင်နေတဲ့သူမရဲ့ခန္ဓာကိုယ်နားမှာဝိလေရှိနေခဲ့တာဖြစ်ပါတယ်။သားရည်နဲ့စကားပြောနိုင်ရန်အတွက်ဥုံကတရက်မြောက်ခန္ဓာကိုယ်ထဲမှာနေခွင့်ပေးထားတာဖြစ်ပါတယ်။အဲဒီနောက်လမ်းမှာတွေ့ခဲ့တဲ့ညောင်မိန်ကတစေချောင်းကိုလည်းတွေးနေတယ်။ဥုံကတော်တော်နဲ့အိတ်မပျော်ခဲ့ပါဘူး။မောင်ဘိုးတင်ကတော့ပင်ပန်းလို့ထင်တယ်။ခဏလေးနဲ့အိတ်ပျော်သွားပြီးအိတ်ပျော်နေခြင်းကရောင်ရမ်းစကားပြောနေခဲ့ပါတယ်။အမေကျွန်တော်ရီပြပါအောင်မီရဲ့ဥုံကတခုတတိယသွားပါတယ်မောင်ဘိုးတင်အိတ်နေတဲ့ညောင်မင်ကနွယ်တွေကိုလွှဲပေးနေတဲ့တစေးရဲ့ပုံသဏ္ဍာန်ကလည်းမင်းနေတဲ့ပုံစံဖြစ်နေပါတယ်ဥုံကတွေးရင်းနဲ့ပါဇက်ကရောင်ရမ်းပြောမိသွားတယ်ကောင်လေးရဲ့အမေများလားဥုံကိုထိုးထိုးအတွေးပေါင်းများစွာဖြင့်အတန်ကြာသောအခါမှတဖြည်းဖြည်းအိတ်ပျော်လို့သွားပါတော့တယ်ဥုံကမောင်ဘိုးတင်ကိုစင်းမင်ကြောင်ပေါက်မန်တန်ဖြစ်အောက်လန်းမော်သွင်းခြင်းများကိုလည်းအခြေခံကတင် जा ပေးနေပါတယ်။မောင်ဘိုးတင်ကိုညပိုင်းမှာပဲတင် जा ပေးပြီးတော့နေခင်းဘက်မှာတော့မောင်ဘိုးတင်အားနေပါတယ်။အားနေတဲ့မောင်ဘိုးတင်ကညနေစာအတွက်နေ့လယ်ကချက်ပြုတ်ပြီးရွာထဲကဖိုးထွေးလိုနွားချောင်းသွားရာကိုလွယ်တလုံးနဲ့လိုက်မြဲဖြစ်ပါတယ်။အခုလဲဖိုးထွေးလိုလူပြိုပေါက်စာတွေကမောင်ဘိုးတင်လိုကလေးသားသားများနဲ့ကျွဲရီနွားတွေကြောင်းနေကြပါတယ်။သူတို့ကအရေးကောင်းတဲ့တစ်ပင်အောင်မှာထိုင်နေကြတာပေါ့။မောင်ဘိုးတင်ကဖိုးထွေးရဲ့နှပြာနီနှသိုးကိုကြည့်ပြီးတော့ဖျောင်းလေကြည့်ကြစမ်းကိုဖိုးထွေးရဲ့နွားနဲ့ဟိုဘက်စက်ကကိုတာရရဲ့နွားနဲ့ဝေ့ရင်ဘယ်နွားကနိုင်တော့လေကိုဖိုးထွေးနွားရွာမှာဘယင်းกว่าသူ့နွားပဲနိုင်မှာပေါ့ဖိုးထွေးကသူ့ရဲ့နွားကိုအမွှတ်တင်နေကြသည်ဖြစ်တော့ပြုံးလို့သာသူ့နွားကိုတေချာကြည့်နေပါလေကြာတော့မပြုံးလိုက်ရဘူးမောင်ဖိုးတင်ရဲ့နောက်ထပ်စကားကပေါ်ထွက်လာခဲ့ပါလေရှောက်ပြောမနေနဲ့ရွာနောက်ပိုင်းကကိုတာရအဖေအခုနောက်မှဝယ်လာတဲ့ဂျိုကုတ်ကလည်းတကယ်မိုက်တယ်နော်ကိုဖိုးထွေးနွားအဲ့နွားကိုမနိုင်တော့ဘူးဗျမောင်ဖိုးတင်ရဲ့စကားကြောင့်ဖိုးထွေးကမောင်ဖိုးတင်ကိုတေချာကြည့်လိုက်ပါတယ်တာရနွားလောက်ကတော့ငါနွားကတစ်ချက်ပြစ်ဆောင်တော့မရှိဘူးကွာဟုတ်ပါမလားဗျာတေးကြပါတယ်ကွာကိုဖိုးထွေးပြောတာနော်ရေရင်းဖြူနာမှာကိုတာရနွားချောင်းနေတယ်ကျုပ်သွားပြောကြည့်လိုက်မယ်သူလက်ခံရင်ကိုဖိုးထွေးနဲ့သူကရွာမှာအကောင်းဆုံးပေါ့ဗျာတော့ကွာအခုသွားငါစောင့်နေမယ်မောင်ဘိုးတင်ကကြောင်းစရာနွားလည်းမရှိရွာမှာလည်းအဖော်မရှိတော့သူ့ရဲ့အပေါင်းအသင်းတွေနွားကြောင်ရွာကိုလိုက်လာခြင်းဖြစ်ပါတယ်နွားကြောင်သားလေးတွေကနွားများဝိတ်မြေပြုတ်ကြတဲ့အခါသွားရောက်မောင်းလိုက်ကြတော့နွားတွေကမဝေ့ကြတော့ဘူးထို့သောနွားကြောင်သားများမောင်းလိုက်တဲ့အတွက်မောင်ဘိုးတင်ကနွားခွေတာကိုကြည့်ကျင်တာကြည့်လို့မရဖြစ်နေပါတယ်အဲဒါကြောင့်နွားဝေတာကြည့်ကျင်တဲ့မောင်ဘိုးတင်ကဖိုးထွေးကိုမခံချင်အောင်စလိုက်ခြင်းဖြစ်ပါတယ်မောင်ဘိုးတင်ရဲ့အကြံတစ်ခုကတော့အောင်ပြီနောက်ထပ်ကိုတာရနွားချောင်းကရေရွှင်းပြူဘက်ကိုတာအေးလိုအမိရတဲ့နွားချောင်းသားလေးနဲ့အတူထွက်သွားခဲ့ပါတော့တယ်ဖိုးထွေးဆိုတဲ့ကောင်ကအဲ့လိုပဲပြောသလားဖိုးထင်ရသူ့နွားရွာနွားတွေရဲ့ဘယင်းနဲ့ကျုပ်တော့မခံချင်ဘူးဗျာကျုပ်ကကိုတာရဂျိုကုတ်ကလည်းမခေဘူးလို့အဲ့လိုပြောတာကိုမရဘူးမယုံရင်ဒီကောင်တာကြီးကိုမေးကြည့်ဟုတ်တယ်ကိုတာရဘိုးတင်ပြောတာဟုတ်တယ်ပလင်းလူဘူးဆိုတာကြီးနဲ့ဘိုးတင်က
လမ်းမာကလေးကညှိထားကြပါတယ်လောက်စလုံးတွေလောင်းစားလုပ်ကြပြီးဒိုင်လုံးဖို့လဲတိုင်ပင်ထားကြောတာရရဲ့ရှေ့မှာအတိုင်ပေါက်ညီနေကြတာပေါ့တာအေးဟာဆက်ပြောလိုက်ပါတယ်ကျတို့ကကိုဖိုးလေးနဲ့တဖွဲတည်းနားကြောင်းတယ်ဆိုတာဘာဖြစ်လို့လဲသိလားအေးပြောကိုတာရအောင်နဲ့လာကြောင်းနေတာအခုကိုတာရဖေဝယ်လိုက်တဲ့ဂျိုးကုတ်ကြီးဟာကျတို့နွားတွေကိုဝေ့မှာကြောက်လို့ဗျကိုဖိုးလေးနွားကသိတဲ့အတိုင်းပဲဟန်ပဲရှိတာလေအေးအဲ့ဒါတော့ငါလက်ခံတယ်ဘိုးရင်ကြားတယ်ကွာတက်တီရှင်ဒီနေ့နွားတိုက်မယ်လို့သွားပြောလိုက်သွားအဲ့ကောင်ဖိုးထွေးကိုငါစိန်ခေါ်တယ်လို့ပြောလိုက်မယ်ဗျာကိုတာရခမရကောင်တွေကိုလည်းပြောလောက်စလုံးနဲ့လောင်းလို့ရတယ်ဆိုပြီးတော့စိမ့်စားအောင်နဲ့လည်းလောင်းလို့ရတယ်နော်အေးပြောလိုက်မယ်ဟိုကောင်တွေလည်းထိုးပြုတ်ကုန်းမှာစိမ့်စားအောင်တူးနေကြတယ်အတော်ပဲတာအေးနဲ့ဘိုးတင်စိမ့်စားအောင်နဲ့လောင်းလို့ရတဲ့အကြောင်းကိုနားမလည်နိုင်ပဲဖြစ်နေပါတယ်မောင်ဘိုးတင်ကတာရအောင်နှုတ်ဆက်ပြီးပြန်တဲ့ချိန်မှာတာအေးဟာစကားဆိုလိုက်ပါတယ်တာအေးထိုးပြုတ်ကုန်းကိုသွားစိမ့်စားကိုရသလောက်တူးထားကွာဘာလို့ဖို့လဲဟာအဲ့ဒီကောင်တွေကစိမ့်စားအောင်နဲ့လောင်းလိုက်မယ်ငါတို့ကလည်းစိမ့်စားကိုပြန်ရောရမှာသွားလွဲအပြည့်တူးထားကြမယ်အကြံကြီးသူမောင်ဘိုးတင်ကတာအေးကိုတာရလိုပဲစိမ့်စားကိုတူးနေတဲ့ထွန်ပြုတ်ကုန်းကိုလွတ်လိုက်ပြီးတော့စိမ့်စားကိုတူးထားစေပါတယ်သူကလည်းပိုးထွေးကိုသွားပြီးတော့ပွဲဖြစ်ပြီလို့ပြောထားပြီးတာအေးနဲ့အတူစိမ့်စားကိုပြန်တူးနေလိုက်ပါတော့တယ်တာရကသူ့နွားကိုဆွဲလာပြီးသူ့ရဲ့အဖွဲသားတွေရောက်လာတာနဲ့ဖိုးထွေးကလည်းနွားကိုဆွဲပြီးတော့သူ့အဖွဲသားများနဲ့ရောက်လာပါတယ်မောင်ဘိုးတင်နဲ့တာကြီးကလည်းတစ်ပင်ရိတ်အောင်မှာရက်ဆောင်နေပြီးတော့လန့်ခေါ်လိုက်တယ်ဟဲ့လူတွေဒီလာခဲ့ကြခင်ဗျားတို့နွားတွေဘသူ့ကိုကြိတ်ခိုင်းခဲ့လေတယောက်ပဲစောင့်ခိုင်းခဲ့တယ်ကွာပွဲစားမယ်နေပါဦးခင်ဗျားတို့နှစ်ယောက်ကတော့ဟောဟိုကဥကျော်လက်ကထဲကနွားဆွဲသွားကြံတဲ့လူတွေဒီလိုလာခဲ့မောင်ဘိုးတင်ပြောတဲ့စကားတိုင်းလူပြိုပေါင်းနှစ်ယောက်ကတကယ်လိုက်လုံနေပါတယ်သူတို့ရဲ့နွားတွေကိုနဖားကျူးကဆွဲပြီးမလက်မကတ်မှရှိတဲ့ဥကျော်လက်ခွင်းတွေကိုဆွဲသွားပြီးတော့အတန်ငယ်ဝေးတဲ့နေရာမှာနွားတစ်ကောင်နဲ့တစ်ကောင်ဆွဲပြီးရက်နေကြပါတယ်နွားနှစ်ကောင်ကလည်းခွာရီရက်ပြီးတော့တိုးနေကြတယ်မောင်ဘိုးတင်နဲ့တာကြီးကနွားချောင်းသားများနဲ့အလုတ်ရှုပ်နေပါတယ်မင်းတို့ဘယ်နွားဘက်ကလောင်းပါလဲဘယ်နွားဘက်ကလောင်းလောင်းစားသူပဲတို့ကတိုင်းဆိုမဲ့မင်းတို့တိုင်းမင်းတို့မျှထိုးကြတစ်ဖက်တည်းအကုန်လောင်းလို့တိုးချိုးရင်မရောဘူးနော်အဲ့ဒါတခါတည်းကြိုပြောထားတာဟုတ်တယ်ဗျဟုတ်တယ်မျှမျှတတလောင်းကြနှစ်ကောင်လုံးကတော့တို့ရွာကနွားတွေပဲမောင်ဘိုးတင်နဲ့တာကြီးကလောင်းထားတဲ့လောက်စလုံးနဲ့စိမ့်စားဦးတွေကိုမြေမှာပုံလိုက်ပြီးတော့ဘသူလောင်းထားတယ်ဆိုတာကိုစိတ်နဲ့မှတ်သားပြီးဖိုးထွေးတွေကိုလှမ်းဝလိုက်ပါတယ်ကိုဖိုးထွေးနဲ့ကိုသားရကျိုးတွေဖြုတ်လိုက်ဗျာဖြုတ်ပြီးလွတ်လို့ရပြီအေးဖိုးတင်ဖိုးထွေးနဲ့သားရကနွားနှစ်ဖားကျိုးမှာခြိထားတဲ့ကျိုးတွေကိုဖြည့်ပေးလိုက်ပါတယ်ဖိုးတင်တို့ရှိတဲ့တစ်ပင်ရောက်ကိုသူတို့ပြေးလာကြတယ်နွားနှစ်ကောင်ကရိုးပြက်လေထဲမှာညက်နေဆောင်လို့နေရအောင်မှာတကောင်နဲ့တကောင်ရန်ဆောင်ပြီးဖိုးထွေးရဲ့နွားကတွန်တန်ပေးလိုက်စဉ်ตาရရဲ့နွားကပြေးပြီးတော့ဝေ့ပါလိတော့တယ်နွားတွေကရိုးပြက်လေခွင်းထဲမှာအာမန်ကိုအကုန်သုံးပြပြီးဝေ့နေကြသလိုတစ်ပင်ရောက်ကဘိုးတင်တို့ကလည်းတိုးတိုးနဲ့တပန်းပိုးထိုးနေကြပါတယ်ကြည့်ကြကိုဖိုးထွေးနွားကလက်လှဲ့လိမ့်မယ်ကိုตาရနွားရိုးကုတ်ပေမဲ့မခေဘူးဗျအေးဟုတ်တယ်အချိန်ကြာလာတဲ့အခါตาရရဲ့နွားကနောက်ကိုဆုတ်ခါနဲ့ပြေးပါလိတော့တယ်ပြေးရဆိုတာမှတခါတည်းတမ်းမပြေပဲပြေးလိုက်ပြန်ဝှေ့လိုက်နေမောင်ဘိုးတင်တို့တစ်ပင်ရိန်နာကိုပြေးလာတော့မောင်ဘိုးတင်နဲ့တာကြီးတို့ကလောက်စလုံးနဲ့စိမ့်စားဦးတွေကိုလွဲထက်ပြီးတစ်ပင်မော်ကိုအလင်းမြန်တက်ပြေးရပါတော့တယ်ကျန်တဲ့လူတွေကလည်းမောင်ဘိုးတင်နဲ့တာကြီးကိုကြောင်ကြည့်နေပြီးနွားလိုက်ဝေးတဲ့သူတွေကလိုက်ဝေးတဲ့ဖိုးထွေးရဲ့နွားကိုချိန်လုံးနဲ့ဝင့်ပြပြီးနှစ်ဖားကျိုးအတင်းလိုက်ဆွဲပါတယ်တို့နဲ့ကိုဖိုးထွေးရဲ့နွားနဲ့တာရရဲ့နွားနှကောင်ဟာဒိုင်ယာဘလဘွားနဲ့နွားတိုက်ပွဲကပြီးဆုံးခဲ့ပါတယ်။ဦးအောင်တယောက်သူ့အိမ်အောက်တန်းလျားမှာထိုင်နေတဲ့ဖိုးတင်ကိုစူပူချိန်မောင်းနေပါတယ်။စူရတဲ့အကြောင်းကဖိုးထွေးနဲ့တာရရဲ့နွားတွေဒိုင်ယာရလာတော့လူကြီးတွေကစူငေါက်ပြီးတော့မင်းမြန်းတဲ့အခါနောက်ဆုံးလက်တွေကမောင်ဘိုးတင်ဖြစ်နေတဲ့အတွက်ဦးအောင်ကစူနေခြင်းဖြစ်ပါတယ်။ကောင်းလေးမင်းကွာနွားသွားเจ้าနဲ့ကောင်းလေးနောက်ကိုလိုက်ပြီးတော့နွားတက်ခမ်းရတယ်လို့အဘကကျုပ်ပဲငေါက်နေတယ်ကျုပ်ကတိုက်ခိုင်းတယ်လို့ဘယ်သူပြောတာလဲပြောတဲ့ကောင်ကိုကျုပ်သွားလို့ပဲမင်းကအခုထိဝင်မခံသေးဘူးလားအာအဘကလည်းကျုပ်တိုက်ခိုင်းတာမဟုတ်ဘူးဗျကျုပ်ကကိုဖိုးထွေးနွားကကိုตาရနွားကိုနိုင်မမလားပဲပြောတာကျန်တာသူတို့တိုင်းသူတို့စိတ်နဲ့သူတို့တိုက်တာပဲကျုပ်နဲ့လည်းဘာမှမဆိုင်ဘူးမင်းလျှောက်ပြောနေတာမလားမယုံရင်ตาအေးတို့အောင်မြင့်တို့ကျော်လွင်တို့သွားမကြည့်ကျုပ်ပြောတာဟုတ်တယ်ဆိုရင်တော့အဘကျုပ်ကိုငေါက်ထားရတဲ့အတွက်တခုခုဝယ်ပေးရမယ်လာကြည့်သေးကွာအဘမတရားမလုပ်တတ်ပါဘူးဗျာဟဲ့မင်းငါလာပြီးမြောက်ပေးမနေနဲ့ငါမမြောက်တတ်ဘူးကွာ
မြောက်တာမဟုတ်ဘူးအဘရကျုပ်ကအမှန်တရားကိုပြောနေတာအဘတပည့်ဘိုးတင်ဆိုတဲ့ကျုပ်ကအဘနာမည်ထိကောင်မဟုတ်တာလုပ်ပါမလားတေချာလဲစဉ်းစားပါအောင်ဘရေကျုပ်ရင်နှွေးသွားတင်လိုက်အောင်မေရင်နှွေးချမ်းလေးပါလေးတောက်ပြီးတော့စဉ်းစားဦးအောင်ဘာမှမပြောနိုင်ခင်မောင်ဘိုးတင်ကဇပွဲကုံကရင်နှွေးကိုယူပြီးတော့မိဖို့ကြောင့်တက်ကိုထွက်သွားပါတယ်ရင်နှွေးကိုရင်နှွေးဖြစ်ပြန်လာပြီးတဲ့နောက်ဇပွဲကုံမှာတင်လိုက်ပြီးတော့အဘဒီမှာရင်နှွေးကျုပ်ရွာထဲသွားလိုက်အောင်မေဦးအောင်ကအိမ်အောက်မှာရှိတဲ့အိမ်နောက်မှာချိတ်ထားတဲ့လွဲကိုယူပြီးအိမ်ဝိုင်းပြင်ထွက်သွားတဲ့မောင်ဘိုးတင်ကိုကောင်းလေးမင်းကိုမနေ့ပြန်လှုပ်ခိုင်းမယ်သိလားညမှာပြောတော့ဗရေကျုပ်တန်ကြိုသွားထိုးလိုက်အောင်မေမောင်ဘိုးတင်ကအိမ်ဝိုင်းပြင်ကိုထွက်ရင်းနဲ့ပြန်အော်ပြောလိုက်ပါတော့တယ်ပေပင်ရွာလည်းရှိမကြီးပင်များများစွာပေါက်နေပြီးအေးမြတဲ့မကြီးရိပ်အောက်မှာဖြစ်ပါတယ်အဲ့ဒီရိပ်အောက်မှာပေပင်ရွာသားတွေကမကတခြားရွာသားတွေပါစုယုံရောက်နေကြပါတယ်လောက်စလုံးကြီးတန်ကြိုထိုးကြတဲ့မောင်ဘိုးတင်တို့ဖွဲ့ကတန်ကြိုမထိုးတော့ပဲလူကြီးလူငယ်လူရွယ်တွေစုယုံနေတဲ့အဲ့ဒီနေရာကိုဝင်ကြည့်လိုက်ကြပါတယ်ရွာသားတွေကငွေရေးကြေးရေးဖြစ်ကိုမီထိုးနေကြပါတယ်ကိုမီဆိုဒီမှာတိုးသီးဆယ်လုံးကိုထိုးပြီးတန်ခွင်းတခွင်းစွာအကွာဝေးဖြစ်တန်းပြီးစိုက်ထားပါတယ်အဲ့ဒီတန်းထားတဲ့တိုးသီးဆယ်လုံးရှိမှာစီးတစ်ခုတားထားတယ်အဲ့ဒီစီးတွင်းကနေပေါက်ရင်တရားမဝင်ပါကိုမီတန်ကြိုထိုးရမှာလဲတန်ရှိတယ်တန်ကကိုမီထိုးမဲ့သူကိုငွေဘလောက်ထိုးရမယ်ဆိုတာကိုမေးရပါတယ်တခွင်ကိုလည်း၃ချိန်ထိုးလို့ရတယ်တစ်ချက်တည်းတော်လို့ကလည်းတော်နိုင်ပါတယ်၃ချိန်ထိုးခြင်းအပေါင်းကိုကအကြီးဆုံးဖြစ်ပါတယ်၃ချိန်လုံးတစ်ကြရင်တော့တစ်သုံးလုံးဖြစ်ပြီးတစ်ချိန်နဲ့လုံးရင်အများကြီးနဲ့လည်းပွက်တယ်လို့ပြောပါတယ်တစ်ချိန်တည်းကို10လုံးတစ်ခါတည်းလဲကဂါကြီးကခေါ်ပြီးတိုင်ကနေတန်းကျော်ပေးရပါတယ်အဲ့ဒီဂါကြီးကဖြစ်ခဲ့ပါတယ်အဲ့ဒီလောင်းစားကိုတော့ကြီးတဲ့တွဲရတာမှာတရားဝင်ကစားကြပါတယ်ထိုးသားတွေကအကုန်ထိုးပြီးဒိုင်လို့သူကနောက်ဆုံးမှထိုးပြီးတော့အယော်စားလုပ်ကြပါတယ်အခုမောင်ဘိုးတွေကဒိုင်ဖြစ်သူနားကိုတိုးပြီးတော့ကြည့်နေတယ်ဒိုင်ကတခြားရွာသားဖြစ်ပြီးပေပင်လွာကိုအမြဲလာရောက်တဲ့သူဖြစ်ပြီးတော့မောင်ဘိုးတင်နဲ့လည်းသိပါတယ်ဒိုင်ကရက်ပလင်းကိုဘေးကချပြီးသူ့ကိုလှည့်ကြတိုင်းတစ်ချိန်မော့သူဖြစ်ပါတယ်မောင်ဘိုးတင်ကဒိုင်နားမှာနေတော့ပေပင်ရွာသားတွေထိုးတဲ့အခါအော်ဟစ်အားပေးနေပါတယ်တစ်နောက်ထပ်တစ်ဗျာနောက်ထပ်တစ်လာဗျာတစ်သုံးလုံးရှယ်ယူနိုင်သွားတဲ့ထိုးသားကမောင်ဘိုးတွေကိုကြည့်ပြီးရီပြကလက်ပြပါတယ်ရွာသားတွေအားလုံးကလည်းမောင်ဘိုးတင်လေးကိုချစ်ခင်ကြတော့အဲ့ဒီအရာကိုမသိတဲ့တိုင်လို့သူကမောင်ဘိုးတင်ကိုအောက်လန်းလေးသွားစမ်းဝေးဝေးမင်းငါ့ကိုရှုံးအောင်အောက်လန်းနဲ့လှုပ်ထားတာမလားခွေးမာတော့အောက်လန်းငါလို့ရင်တော့နာတော့မယ်သွားငါနာသွားမောင်ဘိုးတင်ကိုတိုင်လို့သူတခြားရွာသားကအဲ့လိုပြောတဲ့အခါကိုမီထိုးမဲ့တန်ကြုံဝင်းကင်ထားတဲ့ငုတ်တုတ်ထိုင်နေတဲ့ตาရကဟဲ့လူခမရဘာတော့စကားပြောရလဲဗျตาရကတန်ကြုံနဲ့မောင်ဘိုးတင်ကိုပြောတဲ့တိုင်ကိုပြစ်ဖို့လုပ်တော့ဘေးနားကလူကြီးတွေကဆွဲထားလိုက်ရပါတယ်ဖိုးထွေးတို့တရိုက်ကလည်းလွယ်အိတ်ထဲကလေးဘွားတွေကိုထုတ်ပြီးတော့ပြည့်ရန်ဟန်ပြင်းနေစဉ်လူကြီးတွေကဆွဲထားရပါတယ်အနေရတဲ့မောင်ဘိုးတင်တို့ဖွဲ့ထဲမှာအောင်တန်းကျော်လွင်ဖိုးစိန်တို့ပင်လေးဘွားတူပြင်းနဲ့ဖြစ်နေတော့လူရွယ်ချို့ကထိန်လိုက်ရပါတယ်အဲ့နောက်လူကြီးတယောက်ကဒိုင်လို့သူတခြားရွာသားကိုဟဲ့အောင်သားရင်မင်းအောင်မင်းပြန်တော့မင်းစကားကိုကြည့်ပြောကွာဘိုးတင်ကငါတို့ရွာသားဖြစ်နေပြီနောက်တစ်ခါဘိုးတင်ကိုဒီလိုဆောက်စကားပြောရင်မင်းတို့ငါတို့ရွာကိုဘယ်တော့မှမလာနဲ့မင်းကိုငါတို့ဝိုင်းဆိုင်မှာနော်ပြန်တော့ဟဲ့ရွာထဲမှာလှပေးလို့မြည်ရတဲ့လူကြီးကတိုင်လို့သူကိုငေါငန်းပြောဆိုပြီးပြန်ခိုင်းလိုက်ပါတယ်အဲ့လူတွေပြန်သွားမှရွာသားတွေကမောင်ဘိုးတင်တို့ကိုလာပြီးတော့ပခုံးကိုပုတ်ပါတယ်ဘိုးတင်အေးစေးဘာမှမဖြစ်ဘူးမင်းကိုထိရင်ငါတို့ပင်ရွာကိုထိတာနဲ့အတူတူပဲကွာကလေးဥက္ကဋ္ဌကြီးဖြစ်ကြတဲ့ဘိုးတွင်းနဲ့တားရတို့ပင်မောင်ဘိုးတင်ရဲ့ပကုံးကိုတစ်ဖက်တစ်ချက်လာဖက်ထားပါတယ်ဘိုးတင်ညငါတို့လူပြိုလက်မှာလိုက်ခဲ့ပါလားကြက်သားကာလာတိုင်းချက်ကျွေးမယ်ကွာဘိုးတွင်းကိုကြည့်ပြီးတော့မောင်ဘိုးတင်ကခေါင်းငိတ်လိုက်ပါတယ်ခေါင်းငိတ်ရတဲ့အကြောင်းကလည်းရှိတယ်ကြက်သားကာလာတိုင်းချက်ကျွေးမယ်မလားသို့ပေမဲ့မောင်ဘိုးတင်ကြက်ကာလာသားချက်တစ်ခုတည်းကြောင့်ခေါင်းငိတ်တာမဟုတ်ပါဘူးသူ့ကိုစကားလေးနဲ့ပြောတာကိုရွာသားအားလုံးကမကျင်မနှက်ဖြစ်တဲ့အတွက်မောင်ဘိုးတင်ကျဉ်နှံ့နေပါတယ်။သူ့အပေါ်ကောင်းတဲ့ဒီရွာမှာအခြေချနိုင်ရတဲ့အတွက်ကြိုတင်ပြီးတရိုးသမီးရှာကြည့်ထားမယ်လို့တွေးလိုက်ခြင်းကြောင့်ဖြစ်ပါတော့တယ်။မောင်ဘိုးတင်ကညနေဆောင်မှအိမ်ပြန်လာခဲ့ပါတယ်။အိမ်ရောက်တာနဲ့ဦးကနေကောင်းလေးမနေ့ပြန်မင်းရွာကိုသွားရမယ်။ဗျာမောင်ဘိုးတင်ကဦးအောင်ကိုကြည့်ပြီးမျက်ရည်ဝိုင်းလာပါတယ်။ဝိုင်းနေတော့မျက်လုံးထဲကနေမျက်ရည်ကဘယ်ဘက်မှာအရင်တဖြည်းဖြည်းကျလာပါတယ်
ညာဘက်ကလည်းတဖြည်းဖြည်းကျလာတယ်မောင်ဘိုးတွေကကျလာတဲ့မျက်ရည်တွေကိုလက်ကောက်ဝန်းနဲ့တုပ်လိုက်ပြီးအင်းပါဗျာအဘကကျုပ်ကိုမနေစေချင်တော့လေကျုပ်ပြန်မှမယ်အဘကိုကျုပ်အပြစ်တွေလုံးမရရှိရင်လည်းခွင့်လွတ်ပါဗျရေခွင့်လွတ်ပါဟာကောင်ဘာတွေပြောနေတာလဲဟာအဘကကျုပ်ကိုပြန်ခိုင်းနေရမလားဒီကောင်လေးတော့ကွာကြောင်တောင်နဲ့မနေ့ပြန်ညိုးမောင်ကိုသွားခေါ်ပြီးတော့မင်းတို့ရွာထဲမှာတရေပူးနေရလူရှိတယ်ငါလာခေါ်ထားတယ်သူတို့ပြောပုံရအဲ့ဒီတရေကိုမင်းတောင်နိုင်တယ်သွားထုတ်လိုက်ပြီးရင်ငွေ90တောင်းခဲ့မင်းဟာအစိတ်ယူကြားလားအားဗျာအဘကလည်းအစောတွေကအဲ့လိုပြောလို့ဘာဖြစ်မှာလဲကျုပ်ကတော့အဘပြန်ခိုင်းနေတယ်ပြီးဝမ်းနေလိုက်ရတာဒါနဲ့ကိုညိုမောင်မခေါ်ပဲတခြားသူခေါ်ရင်ရလားဗျရတယ်မင်းကကုရမယ်ကောင်ဟိတ်နေဟန်နဲ့တော့နေကလေးဆိုပြီးအထင်မသိအောင်ပညာသာပြလိုက်ငနဲ့ကိုခေါ်သွားဟာငနဲ့ကိုမခေါ်ပါဘူးတရေတကောင်ဖမ်းခဲ့မယ်အခုထမင်းစားပြီးရင်ကိုဖိုးထွေးတို့စီသွားလိုက်အောင်မယ်အဘရဲ့မင်းကတော့အိမ်ကတ်တယ်မရှိဘူးကွာကြောင်ရင်ထဲမှာကြက်သားကြော်ထားတယ်ထည့်စားလိုက်ပြီးရင်အပေါ်ကကောင်မတွေကိုကျွေးရမယ်ရောက်ပြီမိဖို့ထဲမှာငါပြင်ဆင်ထားတယ်သူတို့ကိုကျွေးရမယ်ရက်ဆိုရင်ကျွေးမှာကွာမင်းရွာထဲမတော့ခင်ကျွေးခဲ့လိုက်အောင်ဟုတ်ကဲ့ဗျမောင်ဘိုးတင်ကဦးရဲ့စကားကိုဖြေပြီးမိဖို့ကြောင်ဘက်ကိုထွက်သွားပါတော့တယ်ဖိုးထွေးနဲ့သားရတို့လူပြိုပေါက်စာတစုဟာဘင်ဂျိုတလက်နဲ့အင်ကြီးတင်ရှိမှလက်ဆွမ်းပြနေပါတယ်မောင်ဘိုးတင်ကဖိုးထွေးတို့ယူလာတဲ့ကြက်သားကာလာသားချက်ကိုတယောက်ထဲနောက်မှလွှဲနေတယ်တချင်းတပုတ်ပြီးတဲ့အခါဖိုးထွေးကမောင်ဘိုးတင်ကိုဘိုးတင်မင်းငါ့ကိုတခုလောက်ကူညီမလားပြောကိုဖိုးထွေးငါ့ကိုဒီရင်ကမိကျော်ကိုစာပေးပြပါလားကွာမောင်ဘိုးတင်ခက်တာစဉ်းစားလိုက်ပါတယ်မျက်နှာကလည်းနှဲငယ်ပြုံးလာပြီးပေးတာပေးလို့ရပါတယ်ဒါပေမဲ့ကျုပ်ကိုလည်းတခုကူညီရမယ်ပြောကွာကူညီမယ်မနေ့ပြန်ကျုပ်ရွာကိုသွားမှာကိုဖိုးထွေးလိုက်ခဲ့ဖိုးထွေးကခဏစဉ်းစားလိုက်ပါတယ်ဘယ်လောက်ကြာမှာလဲကွာသွားလာတော့တရက်ကြာတယ်နောက်နေကြတန့်ပြန်လာကြတာပေါ့လိုက်မယ်ကွာလိုက်ခဲ့မယ်မင်းသာငါ့စာကိုသူ့ကိုပေးပေးပါစိတ်ချကိုဖိုးထွေးအခုသွားပေးပေးမယ်ပေးစာဟာမလုပ်ပါနဲ့ဦးကောင်ဗျာအခုတော့စိတ်လျှော်မင်းရွာပြန်လာမှပေးပေးကွာပြီးတာပဲဗျာမနေ့ဆောသွားမယ်ထမင်းထုတ်ခဲ့ဦးဖိုးထွေးနဲ့မောင်ဘိုးတင်စကားကိုနားထောင်နေတဲ့တာရကမောင်ဘိုးတင်ကိုဖိုးတင်ငါရောလိုက်လို့ရလားရတာပေါ့ဗျာလိုက်မှသေးကြလားသေးကြတယ်ဖိုးတင်အဲ့ဒါဆိုမနေ့ကကြုတ်အိမ်လာခဲ့အိမ်တော့မလာဘူးကွာရွာထွက်ကစောင့်နေမယ်အဲ့ဒါဆိုလည်းပြီးတာပဲဗျာကျုပ်ကဆေးကူသွားမှာနော်ဆေးသွားကူမှာတခုတော့မှားထားအောင်ပဲကျုပ်ကလူနာကိုကျုပ်ကူနေတဲ့အချိန်မှာလေးလေးစားစားဆက်ဆံရမယ်ဗျမောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးထွေးနဲ့တာရဟာမောင်ဘိုးတင်ကိုငေး၍ကြည်နေပါတော့တယ်မောင်ဘိုးတင်တို့သုံးယောက်ဟာမနေ့ဝေလီဝေလင်းကလေးကပေပင်ရွာကနေထွက်လာခဲ့ပါတယ်အပသွားထုတ်မဲ့မောင်ဘိုးတင်တို့သုံးယောက်နဲ့အငယ်ဆုံးသောမောင်ဘိုးတင်ကဆရာဖြစ်ပါတယ်သုံးယောက်စလုံးကလွဲတယောက်တစ်လုံးလွဲထားကြတော့တွေ့ရငှက်တွေကိုပြစ်လာကြတာပေါ့မောင်ဘိုးတင်ကလမ်းမှာဖိုးထွေးနဲ့တာရကိုမှားကြားနေပါတယ်တပည့်တို့ဘိုးတင်ဘဲကတပည့်တို့ဟာငါတို့ကအဖော်လိုက်လာလေအေးပါဗျာမိတ်သွားလို့ဒါပေမဲ့အပမိနေတဲ့အိမ်ရောက်ရင်တော့ကျုပ်ပြောတာတွေကိုအလိုက်တသိနဲ့လုပ်ပြပြနော်အေးပါကွာဒါနဲ့ကိုဖိုးထွေးနဲ့ကိုတာရကတရေကြောက်တလားကြောက်တော့ကြောက်တာပေါ့ကွာကျုပ်ပါလာပဲဗျာမကြောက်နဲ့ကျုပ်ကတင်းချိုင်းကိုသွားပြီးတော့တရေမွေးအောင်ပါအဲ့ဒါကြီးလည်းမင်းကလောက်တတ်နေပြီလားနည်းနည်းတော့ဖြစ်နေပါပြီမကြခင်တော့လက်တွေတိရမှာပေါ့မောင်ဘိုးတွေတို့သုံးယောက်ကတစ်စိန်ရွာကိုလမ်းလျှောက်လာတော့နေမွတ်တဲ့ချိန်မှာညောင်ဝင်းကြီးနားကိုရောက်လာခဲ့ပါတယ်မောင်ဘိုးတွေကညောင်ဝင်းကြီးကိုမြင်တဲ့အခါကိုဖိုးတင်းနဲ့ကိုသားရအဲ့ဒီညောင်ဝင်းမှာနားအောင်ဗျာတေးတမော့အဲ့လိုကောင်းတယ်ဗျာအဲ့ပင်ကြီးကဖိုးတွေကအုပ်ဆိုင်နေတဲ့ညောင်ဝင်းကိုကြည့်ပြီးတော့ဖိုးတွေမင်းပင်ကြီးကတရေတွေပါရှိမဲ့ပုံတော့ကိုဖိုးတွေကတရေရှိတော့လဲအဆင်ပြေတာပေါ့တခါတည်းဖမ်းသွားယူမေးဟန်မကြဘူးလားမင်းရတော့လေကွာမောင်ဘိုးတင်တို့ကလည်းညောင်ဝင်းကြီးအောင်ကိုဝင်ပြီးတော့ထမင်းကြိုင်တွေကိုဖွင့်ပြီးထမင်းစားဟန်ပြလိုက်ပါတယ်မောင်ဘိုးတင်ကဥဝုံးရဲ့အစီအစဉ်ခန်းထဲကနေတရေမြင်နိုင်တဲ့မန်တန်ကိုလွတ်ကျက်ပြီးတော့ရွတ်ပြီးလက်ညှိုးနဲ့သူ့မျက်လုံးကိုကွင်းထားပါတယ်တာရကလည်းသူ့ထမင်းကြိုင်ထဲကဟင်းနဲ့ထမင်းကိုအနေငယ်ယူပြီးညောင်ဝင်းကြီးပတ်ဝန်းကျင်ကိုပတ်လိုက်ပါတယ်စားကြတော့ကြပါစားဦးစားပြားကိုတင်မြတ်ပါတယ်ကုသားရဘာလုပ်တာလဲဗျငါကတိုးတဲ့ကိုအဲ့လိုလုပ်ရတယ်ကွာတိုးတဲ့သွားတယ်ငါအဲ့လိုလုပ်နေကြပြီးတာပဲဗျာစားကြစားပြီးရင်ခဏမေးကြမယ်သူတို့အားလုံးကထမင်းစားနေကြပါတယ်မောင်ဘိုးတွေထမင်းစားနေတော့တာရပက်ထားတဲ့ထမင်းနားကိုတင်းမာကြီးတကောင်ကညောင်ပင်ပင်စီကထွက်လာပြီးလမ်းလျှောက်လာတာတွေ့ရပါတယ်မောင်ဘိုးတွေကတစ်ချက်ပြုံးလိုက်ပြီးထမင်းကိုပါဆက်စားနေတယ်
မောင်ဘိုးတွေထမင်းစားပြီးတော့ညောင်ပင်ပေါ်တွေ့တက်နေတဲ့ຫນွယ်တွေကိုပကတ်ပုံပြုတ်လုပ်ပြီးမေးကြပါတယ်စကားလည်းပြောနေကြတယ်ဘိုးတွေမင်းဘင်ဂျိုတီးတတ်ချင်လားငါတင်ပေးမယ်တော်ဟာကိုဘိုးတွေရာခမရကိုရွာလူကြီးသားမို့မက်ခင်လေးရဲ့အဖေကလေးခွာနဲ့မထုတာထင်နေဟာဘာလို့လဲဘိုးတင်ကမင်းကငါဂီတတန်ကိုမခံစားတတ်ဘူးပဲကွာမောင်ဘိုးတင်ရဲ့စကားကိုตาရကကြိတ်ရီနေပါလေဖိုးထွေးကတိတ်တော့မကျင်တတ်ဘူးမကျင်မနဲ့ဖြစ်နေတဲ့ဖိုးထွေးကိုမောင်ဘိုးတင်ကစကားဆိုလိုက်ပါတယ်ကျုပ်ကဘုံတီးကျင်တာဗျဟေးမင်းကလည်းအစမ်းကြီးပါလားကျုပ်ဘုံလိုချင်တယ်ဗျာမင်းဘိုးတော်ဝယ်ခိုင်းလိုက်ပေါ့ဘိုးတင်ရာစဉ်းစားပါလေဗျကျုပ်စဉ်းစားထားတယ်ကျုပ်ကဘုံတီးပြီးတော့လူပြိုလှည့်ရင်ခမရတို့နဲ့လိုက်ရမှာနော်ဖိုးထွေးနဲ့ตาရကငြိမ်သွားပါလေပြောရတာမဟုတ်ဘူးမောင်ဘိုးတင်ကပြောရင်ပြောတဲ့အတိုင်းတကယ်လုပ်တတ်တယ်တော်ကြဘင်းဂျိုအစားဘုံနဲ့အစားထိုးမယ်လို့ပြောရင်ခက်မယ်လို့တွေးနေတဲ့ပုံပေါ်ပါလေသူတို့သုံးယောက်ကစကားမပြောဘဲအတန်ကြာငြိမ်နေကြတယ်အဲ့ခိုင်မောင်ဘိုးတင်အိတ်နေတဲ့ຫນွယ်ကျိုးကလှုပ်ရမ်းလာတော့ဖိုးထွေးနဲ့ตาရကမျက်လုံးတွေပြူးသွားပါတယ်ဘိုးတင်မင်းຫນွယ်တွေလှုပ်နေရဲ့ဟာမောင်ဘိုးတင်ကຫນွယ်ကျိုးတွေကနေအောက်ကိုဆဲလိုက်ပါတယ်ဖိုးထွေးနဲ့ตาကလည်းလိုက်ဆင်းပြီးတော့မောင်ဘိုးတင်နားကိုသွားရနေတယ်မောင်ဘိုးတင်ကလည်းညောင်ဝင်ကြီးကိုကြည့်ပြီးပြုံးနေပါတယ်တရေတကောင်မွေးမလို့ရှာနေတာအတော်ပဲတင်းကြိုင်တောင်သွားကြမလို့တော့မောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးထွေးနဲ့ตาရလက်ဖြတ်ပြီးဖိုးတင်နောက်ကိုဝင်ပါတယ်မောင်ဘိုးတင်နဲ့ကြည့်ရဖိုးထွေးနဲ့ตาရကကလေးတာတာမောင်ဘိုးတင်နောက်မှာရက်လိုက်ပြီးမောင်ဘိုးတင်ရဲ့ပကုံးကိုကင်လိုက်ပါတယ်ဘိုးတင်ငါကြောက်တယ်ကွာဘာလို့မလို့လဲမကြောက်ပါနဲ့ဗျာဘိုးတင်ပါရင်ဘယ်သူမှဒုက္ခမရောက်စေရဘူးအေးပါကွာခင်ဗျားတို့ကြောက်စရာလက်စရာမြင်မပြေးနဲ့တော့ပြေးရင်တော့ကျုပ်လည်းတောင်းမြူနိုင်ဘူးဗျမောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးထွေးနဲ့ตาရခေါင်းကိုညှိပြီးအတန်လုံးဝမထွက်ပါဘူးအတန်မထွက်တဲ့သူတို့ကိုမောင်ဘိုးတင်ကနောက်ကိုလှည့်ကြည့်လိုက်ပြီးတော့ကြောက်မနေစမ်းပါနဲ့ဗျာအေးပါကွာအေးမင်းကိုအားကိုးပါတယ်ဘိုးတင်ရဲ့ဟုတ်တယ်ကွာအားကိုးပါတယ်ဘိုးထွေးနဲ့ตาရစကားကြောင့်မောင်ဘိုးတင်ကျေနပ်စွာတစ်ချက်ပြုံးလိုက်ပါတယ်ညောင်မင်းကြီးကိုကြည့်ပြီးတော့မန္တန်တစ်ပုတ်ကိုမျက်စိမိပြီးမန်ပါရွတ်လိုက်ပါတယ်ဒီပင်ကတည်းနင့်ကိုငါမွေးချင်တယ်လက်ခံအခုချက်ချင်းငါ့ရှိကိုလာခဲ့လိုက်မောင်ဘိုးတင်ရဲ့စကားဆုံးတာနဲ့ညောင်မင်းကြီးရဲ့ပင်စီကနေရှုပ်ပွားနေတဲ့သပင်ကိုဖားရှာပြီးတော့နှနှွေးများပမာဝင်းဝါနေတဲ့မျက်နှာကမျက်စီတို့ကမဲနဲ့နေတဲ့တရေမတစ်ကောင်ထွက်လာပါတယ်အမဲအောင်တမင်ကြီးကိုရေရှားပြီးအကြည့်ရဆိုးတဲ့တရေမတစ်ကောင်မှမောင်ဘိုးတင်နဲ့မလန့်မကန့်မှာရက်နေပါတယ်ဖိုးထွေးနဲ့ตาရတို့ကတုံရင်နေပြီးမောင်ဘိုးတင်ရဲ့ပခုံးကိုပဲတင်းတင်းဆုပ်သွားတယ်ကိုဘိုးတင်နဲ့ကိုตาရကျုပ်ပခုံးကိုကျိုးတော်မယ်နာလိုက်တာလွတ်ကြပါဦးကြောက်လို့ပါကွာဘာမှမကြောက်နဲ့ကျုပ်ရှိအေးပါကွာမောင်ဘိုးတင်ကကြံသူနှစ်ယောက်ကိုမကြောက်ရင်ပြောလိုက်ပြီးတရေမကိုစစ်စစ်ကြည့်လိုက်ပါတယ်တရေမနင့်နာမည်ဘယ်လိုခေါ်လဲမြခင်လို့တရေမပြောလိုက်တာကြောင့်သူ့အမေနာမည်နဲ့တူပါလားလို့တွေးလိုက်ပါတယ်သူ့အမေများဖြစ်နေမလားဆိုတဲ့အတွေးကတော့မောင်ဘိုးတင်ရဲ့စိတ်ထဲမှာတစ်စက်မှမရှိဘူးဘာလို့လဲဆိုတော့မောင်ဘိုးတင်တွေးတဲ့အတွေးကသူ့အမေဟာမင်းသမီးလေးတစ်ပြားလှတယ်လို့ထင်ထားတာကြောင့်ဖြစ်ပါတယ်သူ့ရဲ့ရှေ့မှာရှိတဲ့တရေမကိုသူ့အမေလို့လုံးဝမထင်ဘူးအဲ့နောက်မောင်ဘိုးတင်ကတရေမကိုနင့်ကိုငါ10ရက်ကိုအမဲသား2ပိတ်တာကျွေးမယ်နင်ကငါခိုင်းတာလုပ်ရမယ်လုပ်မလားပြောစမ်းလုပ်မယ်တရေမကွဲ6ကန်နေတဲ့အတန်နဲ့ပြန်ဖြေပါတယ်အဲ့ကမောင်ဘိုးတင်ကလုပ်မယ်ဆိုရင်စာချုပ်ချုပ်ရမယ်နေနေတဲ့နေရာကိုပြောဒီညောင်ဝင်မယ်အေးမောင်ဘိုးတင်ကညောင်ဝင်ပင်စီနားကိုသွားပြီးသူ့ရဲ့လက်ထိပ်ကိုလွယ်ထဲရပါတဲ့ဓားလေးနဲ့ဖောက်ပြီးတော့ညောင်ပင်ပင်စီကိုသွင်းနဲ့ပေးစီခဲ့ပါလေငါဘိုးတင်ကတရေမမမြခင်ကို10ရက်ကိုအမဲသား2ပိတ်တာကျွေးပါမယ်မကျွေးဘူးဆိုရင်ငါနဲ့ငါမိသားစုဒုက္ခရောက်ပါစီတရေမမြခင်ကငါဘိုးတင်ခိုင်းတာကိုလုပ်ရမယ်မောင်ဘိုးတင်ကတရေမွေးပြီးပြီဆိုတော့တရေမဘက်ကိုလှည့်လိုက်ပါတယ်နင့်ကိုငါပိုင်ပြီနော်ငါနောက်ကိုလိုက်ခဲ့တစ်စိမ်ရွာတွေကတရေပူနေတဲ့သူကိုငါအမိန်ပေးရင်မောင်းထုတ်ပလိုက်ကြားလားနောက်တစ်ခါပြန်မပူးနိုင်အောင်လဲလုပ်ပြီးကြားလားတရေမကမောင်ဘိုးတင်စကားကိုခေါင်းညင်ပြီးပျောက်ကွယ်သွားခဲ့ပါတော့တယ်မောင်ဘိုးတင်ကလည်းဖိုးထွေးနဲ့ตาရကိုခေါ်ပြီးတော့တစ်စိမ်ရွာကိုခရီးဆက်ခဲ့ပါတော့တယ်မောင်ဘိုးတင်တို့ကညနေနေဝင်လို့အချိန်မှာတစ်စိမ်ရွာဝင်ရောက်လာပါတယ်ရွာဝင်မှာတစ်စိမ်ရွာကဦးစောဆိုတဲ့သူနဲ့ကိုမိုင်းဆိုတဲ့လူနှစ်ဦးကရက်ဆောင်နေပါတယ်မောင်ဘိုးတင်ကိုမြင်တဲ့အခါမှာတော့ဘိုးတင်ဆရာကြီးမပါဘူးလားမပါဘူးဗျအဘကကျုပ်ကိုပဲလွတ်လိုက်တာ
ဟုတ်ပါမလားကွာတုံးဆရာကြီးမရလို့ဆရာကြီးကိုပင့်တာနော်မယုံရင်ပြန်လိုက်ရုံပဲကျုပ်ဘာကိုပြန်ပြောလိုက်မယ်မောင်ဘိုးတွေကဘိုးတွေတို့ကိုပြန်မဲလို့မျက်စာပစ်ပြီးတော့နောက်ကိုလှည့်လိုက်ပါတယ်ဥဇော်ဆိုတဲ့လူကနေဘိုးတွေမပြန်ပါနဲ့ကွာလာလိုက်ခဲ့ဆရာကြီးကမင်းကိုလွတ်လိုက်တာဆိုတော့မင်းပဲကူပါပြီးတာပဲဗျာရှေ့ကနေလမ်းပြနေဦးခဏလေးမောင်ဘိုးတွေကရှေ့ကနေသွားတော့မဲ့ဥဇော်နဲ့ကိုမိုင်းကိုလက်ကပြလိုက်ပါတယ်လွယ်ထားတဲ့ထမင်းကြိုင်နဲ့လေးကွာလောက်စာအဆရှိတဲ့ထည့်ထားတဲ့လွဲကိုချွတ်လိုက်ပြီးဖိုးထွေးကိုပေးလိုက်ပါတယ်တဲ့ခဲ့တေချာကျူးဆိုင်လွယ်ကြားလားဖိုးထွေးကိုမျက်စိတစ်ဖက်မိတ်ပြပြီးပြောလိုက်တော့ဖိုးထွေးကအောင့်တက်တဲ့နဲ့လွဲကိုယူလိုက်ရတာပေါ့ပြီးတဲ့အခါမောင်ဘိုးတွေကလက်တစ်ဖက်နဲ့ဥဇော်တို့ကိုသွားတော်ဟူတဲ့သဘောနဲ့လက်ပြလိုက်ပြီးလက်နှစ်ဖက်ကိုနောက်ကိုပြစ်လို့ကြော့မော်သွားနဲ့လမ်းလျှောက်နေပါတယ်သူ့စိတ်ထဲမှာတော့ဟန်နဲ့ပန်နဲ့နေဆိုတဲ့ဥငွဲ့စကားကိုနားထောင်နေတာလို့တွေးရင်းနဲ့လက်ကိုနောက်ပစ်ပြီးလမ်းလျှောက်လိုက်သွားခဲ့ပါတော့တယ်။ရင်နံစီမိခွက်ရဲ့အလင်းရောင်အောက်မှာအသက်15နှစ်အရွယ်ကောင်လေးတယောက်မျက်လုံးပြူးလိုက်အန်ကျိတ်လိုက်နဲ့ဗဇက်ကလည်းငါ့ကိုအမဲသားကျွေးမကျွေးရင်ဒီကောင်လေးကိုတတ်စားမယ်။အကွဲနေတဲ့အတန်းနဲ့ပြောစကားကကောင်လေးရဲ့ခန္ဓာကိုယ်နဲ့မလိုက်ဖက်စွာထွက်ပေါ်လာပါတယ်။အဲဒီချိန်မောင်ဘိုးတင်တို့ရောက်လာပြီးအဲ့ဒီဝင်ရောက်ပူးနေတဲ့ကောင်လေးသားကိုဝင်ထိုင်လိုက်ပြီးတော့အိမ်ပေါ်မှာရှိတဲ့ကောင်လေးရဲ့မိဘတွေကိုဘလို့စပစ်တာလဲဗျကျုပ်ကိုပြောစမ်းတော်တဲ့ထင်းကုတ်ကပြန်ဖြစ်တာပဲဖိုးတင်ဖိုးတင်ကမျက်နှာကိုမကြည်မသာလှုပ်ပြီးချောင်းဟန်လိုက်တော့အစကဝင်ပြောတဲ့ဝင်ဖူးခံကောင်လေးရဲ့ဖခင်ကပြန်၍ပြောပါတယ်တော်တဲ့ကိုသွားပြီးဖြစ်တာပါပဲဆရာလေးဖိုးတင်ရဲ့ကျုပ်ကိုမပင့်ခင်တခြားသူတွေကိုပင့်သေးလားပူးကန်နေတဲ့အကောင်ပြောသလိုရောလိုက်လို့လားဆရာနှစ်ယောက်တော့ပင့်ပြီးတာတဲ့ပင့်ပါသေးတယ်သူတို့လောက်တော့ပြန်နေသူတို့ပြန်သွားတယ်ပြန်ပူးပဲအမဲသားလည်းသွားကြွေးပါတယ်ကြွေးတော့ခဏပဲပြီးရင်ပြန်ပူးတာပဲဆရာလေးရဲ့ကဲဘာမှမပူနိုင်ဆရာအောင်ရဲ့တပည့်ဆရာဘိုးတင်ရောက်လာရင်အကုန်ပြောက်ပြီးတာမှတ်ပြီးတော့မောင်ဘိုးတင်ကအဲ့လိုကိုရီသွေးပြီးပြောနေတော့ဝင်ဘူးခံရတဲ့ကောင်လေးကမောင်ဘိုးတင်ကိုလယ်ဘင်းကိုညှစ်မိဟန်ပြုတ်လုပ်ပါလေမြခင်ဒီကောင်ကိုနောက်တစ်ခါပြန်မပူးရအောင်လှုပ်ပလိုက်စမ်းမောင်ဘိုးတင်စကားဆုံးတာနဲ့ဝင်ဘူးခံရတဲ့ကောင်လေးဟာနောက်ကိုလန်ကျသွားပြီးတော့နှလုံးပြူးပြီးငြိမ်သွားပါတယ်ခဏကြာမှသတိပြန်ရလာပြီးအမေကျုပ်ဘာဖြစ်တာလဲဘိုးတင်ရောဘလို့ရောက်နေတာလဲစိုးဝေနင်ဘာမှဖြစ်တော့ဘူးဆရာလေးဘိုးတင်လို့ခေါ် तू ကနင့်ကိုကုတ်ပေးလိုက်တာဗျာဆရာလေးဘိုးတင်ဟုတ်လားမောင်ဘိုးတင်ကအင်ရှင်တွေကိုကုတကငွေ90တောင်းလိုက်တော့ကြည်ပြူစွာနဲ့ပေးပါတယ်နောက်မောင်ဘိုးတင်ဟာအင်ရှင်တွေချပေးထားတဲ့ရင်းနှီးချောက်ကကိုဟန်ပါပါနဲ့ကင်လိုက်ပြီးတော့ကဲကျုပ်တပည့်လေးလည်းဗိုက်ချာနေတော့ပြီညသာကျွေးဖို့အစီအစဉ်ရှိရင်ကျွေးလိုက်ကြပါဦးမောင်ဘိုးတင်ကရင်းနှီးချောက်ကိုတောင်းရင်အဲ့လိုပြောလိုက်တဲ့အခါမှာတော့ဖိုးထွေးနဲ့တားရဟာမျက်လုံးပြူးပြီးတော့ဖိုးတင်ကိုကြည့်နေပါတယ်မောင်ဘိုးတင်ကလည်းမမြင်ဟန်နဲ့မျက်နှာလွှဲနေလိုက်ပါတော့တယ်စိုးဝေကိုအပထုတ်ပြီးစိုးဝေရဲ့မိဘတွေကမောင်ဘိုးတင်တို့ကိုညသာကောင်းစွာကျွေးပါတယ်မောင်ဘိုးတင်ကအားရပါရထမင်းစားနေတော့ဖိုးထွေးကဆရာလေးဖိုးတင်ကညစာအသားဟင်းတွေမစားဘူးကြက်ကာလာသားဆိုရင်ပူတော်မစားဘူးဗျဖိုးထွေးကအဲ့လိုပြောပြီးကြက်ကာလာသားချက်ကိုဖိုးတင်နဲ့ဝေးရဆွဲလိုက်ပါတယ်တာရကလည်းဖိုးထွေးနီးတူဟုတ်တယ်ဗျဆရာလေးဖိုးတင်ကဝက်သားတွေလည်းမစားဘူးနည်းနည်းပဲစားတာဘိုးတင်ထက်စားပြီးတော့တာရကဘိုးတင်မလန်မကန်ကဝက်သားဟင်းပကံကိုသူ့ရှိမှာချလိုက်ပါတယ်မဘိုးတင်ကလည်းထမင်းစားနေရင်ဖိုးထွေးနဲ့တာရကိုမျက်လုံးပင့်ကြည့်တာပေါ့ဒါပေမဲ့ဖိုးထွေးနဲ့တာရကမမြင်အောင်ဆောင်ပြီးထမင်းစားနေပါတယ်အဲ့နောက်မဘိုးတင်ကတပည့်လေးတွေကမသိဘူးထင်တယ်အဲ့အသားတွေပါရှောင်တာကမနေ့ကနောက်ဆုံးနေလေတပည့်လေးတွေကိုမပြောလိုက်ရဘူးပေးအဟင်မကန်နေမောင်ဘိုးတင်ကအဲ့လိုပြောပြီးဟင်းခွက်တွေကိုသူ့ရှိကိုပြန်ဆွဲယူလိုက်ပါတော့တယ်မောင်ဘိုးတင်တို့ကအပထုတ်ပေးပြီးအိမ်ကထွက်လာပြီးနောက်မောင်ဘိုးတင်ရဲ့ဖခင်အိမ်ကိုလန့်လာခဲ့ပါတယ်မောင်ဘိုးတင်ဖခင်ကိုရောက်တဲ့အခါမောင်ဘိုးတင်ရဲ့ဖခင်ဦးကောင်းကကုတ်ပြစ်မှာထိုင်ပြီးအရက်တောက်နေပါတယ်မောင်ဘိုးတင်ကအိမ်ဝိုင်းထဲကိုဝင်သွားပြီးမိခွက်မထွန်းအမောင်ထဲမှာအရက်တောက်နေတဲ့ဦးကောင်းကိုအဖေကျုပ်ဘိုးတင်ပါအေးဘိုးတင်အလဲလားမောင်ဘိုးတင်ကခက်တာကြောင်ငေးသွားပါတယ်အမြဲတမ်းဂျိုကောင်လေးလို့ခေါ်တဲ့သူ့ဖေကအခုဖိုးတင်လို့ခေါ်နေပါလားသူကြောင်ငေးနေတော့ဦးကောင်းကဆက်ပြီးစကားဆိုပါတယ်ဘိုးတင်ထမင်းရောစားပြီလားနေ့လေကငါချက်ထားတာရှိသေးရဲ့သွားစားဒီမှာအိမ်ပါလားနောက်ကရောဧည့်သည်ပါလာလားမင်းအောင်ရှိလာရောင်မင်းရဲ့အောက်မှာ
ဖိုးတင်နောက်ကဖိုးထွင်းတဲ့တာယာကိုကြည့်ပြီးတော့ဦးကောင်းကပြောလိုက်ပါတယ်။မောင်ဝိုးတင်လည်းခေါင်းညင်လိုက်တယ်။ဟုတ်တယ်ဖေ။ကျုပ်နေတဲ့ရွာကကျုံနောက်ကိုအဖော်လိုက်လာတာ။သူတို့အတွက်ကောဆိုရင်တော့ထမင်းချက်ရလိမ့်မယ်။ငါလှဝင်းတို့အိမ်ကဟင်းနဲ့သွားယူလိုက်မယ်။ဒီနေ့ဒီကောင်တွေဝက်ဖော်ထားတယ်။ဖခင်ရဲ့ပြောင်းလဲတဲ့ဆက်ဆံမှုကြောင့်မောင်ဝိုးတင်ကအံ့ဩဝမ်းသာနေပါတယ်။အာပြန်ပြောကကောင်းမလဲလို့တွေးနေတော့ဖိုးထွေးကဦးကောင်းကိုစကားပြောလိုက်ပါတယ်။ဦးလေးကျတို့ကညသာစားပြီးပြီဗျ။အေးဟုတ်လား။စိုးကြီးရဲ့ရက်ဆိုင်ကလား။မဟုတ်ဘူးဗျ။ဘိုးတင်အပထုတ်ပြီးတဲ့အိမ်ကနေကျွေးလိုက်တာ။ဟာဘိုးတင်ကအဲ့ပညာတွေတတ်နေပြီလား။ဟုတ်တယ်ဗျ။အေးကောင်းတယ်ဘိုးတင်ကြီးငါမိခွက်သွားထွန်းလိုက်အောင်မယ်။ဦးကောင်းကကွပ်ပြစ်ကထားရန်ပြင်စဉ်မောင်ဘိုးတင်ကရတယ်ပြီကျုပ်သွားထွန်းလိုက်မယ်။မိကျင်တဲ့မိခွက်ကအရင်နေရာမှာပဲမလား။အေးဟုတ်တယ်ကျုပ်သွားလိုက်ပါမယ်။မောင်ဘိုးတင်ကအိမ်မော်တက်သွားလိုက်ပါတယ်။မကြခင်မောင်ဘိုးတင်ရဲ့အိမ်လေးကမင်းရောင်များနဲ့ထိုးလင်းလာတယ်။အဲ့ခိုင်မောင်ဘိုးတင်တို့အိမ်ဝိုင်းထဲကိုလူတယောက်ဝင်လာခဲ့ပါတယ်။အဲ့လူရဲ့ပါဇက်ကလည်းဘိုးတင်ဆိုတဲ့ကောင်ရွာလာတာငါ့ကိုမပြောဘူးတကယ်ကောင်။အဲ့သူကမောင်ဘိုးတင်ကိုငငယ်တည်းကတောင်းနေရှိတဲ့အရက်ဆိုင်ပိုင်ရှင်ကိုစိုးကြီးဖြစ်ပါတယ်။ကိုစိုးကြီးကလည်းမိခွက်ထုံးပြီးပြန်ဆင်းလာတဲ့မောင်ဘိုးတင်ရဲ့ပခုံးကိုပုတ်လိုက်ပြီးတော့မင်းဆိုတဲ့ကောင်ကတကယ်နေနေတဲ့ကောင်ပဲ။ရွာကိုရောက်ချင်းတော့ငါစီဝင်မအောင်ဟာမနဲ့မှဝင်မလို့ဦးစိုးကြီးကထမင်းစားပြီလားငါရင်လက်ကအိမ်မှာစက်သားကာလာသားချက်ခိုင်းထားတယ်ကွာစားပြီဗျအဲ့ဒါဆိုလဲဟင်းတယ်ခဲ့မယ်ကွာအဲ့လိုဆိုလဲကောင်းတာပဲစားရင်တော့စကားပြောရတာပေါ့မင်းရဲ့တဲ့တွေကဒါလုပ်တယ်လားကိုစိုးကြီးကလက်မကိုပါဇက်မှာမော့ပြရင်နဲ့ပြောလိုက်တော့မလုပ်တတ်ဘူးဗျဒါပေမဲ့အဖေအတွက်တော့ယူခဲ့ဦးမင်းဖေကိုလည်းတေချာကြည့်အောင်ဟေးစွတ်ပြီးတိုက်နေနဲ့ငါသွားယူလိုက်အောင်မယ်ဦးစိုးကြီးပြောမှမောင်ဘိုးတင်လာရောက်အောက်ကနေသူ့အဖေကိုတေချာကြည့်လိုက်ပါတယ်မျက်နှာအပေါင်းဝင်အသားရည်တွေကဖောင်းပွားနေပြီးတော့နှစ်ရှည်ရက်ကြီးတောက်နေတဲ့ဖခင်ဟာပွာရောင်းတဲ့အသားရည်ကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်ဦးကောင်းကလည်းဖိုးထွေးတာရတို့နဲ့ရေကမောကစကားကောင်းနေတယ်မကြတဲ့အချိန်မှာကိုစိုးကြီးရောက်လာပြီးတော့ကြက်သားကာလာသားချက်ကိုအိုးလိုက်မှလာပြီးအရက်ပလင်းကိုခါထိုးလာပါတယ်အဲ့ဒီရက်ပလင်းကိုမောင်ဘိုးတင်ကိုပေးလိုက်တဲ့အခါဦးကောင်းကဘိုးတင်မင်းအရက်တောက်တတ်နေတာလားမတောက်ပါနဲ့ကွာမတောက်ပါဘူးအဖေရဲ့အဖေအတွက်မှားလိုက်တာငါလည်းအရက်များနေပြီအရက်ရဲ့ကြေးကြုံဖြစ်နေပြီမင်းကိုငါအပြစ်ဖို့မိတာငါတောင်းပန်နေကွာဦးအောင်ပြောတာမှန်တယ်ကွာတကယ်တော့မင်းမေတည်ခဲ့တာမင်းနဲ့ဘာမှမဆိုင်ဘူးထားလိုက်ပါဖေဟာအခုတော့ပျော်ပျော်ပါပါစားကြတောက်ကြတာပေါ့အရက်တော့မတောက်ကြအောင်နော်အေးပါဗျသူတို့အားလုံးကရီကမောကနဲ့စားတော့ဝိုင်းလေးကစိုးပြေသွားရှိနေပြီးဦးစိုးကြီးပြန်သွားတဲ့အချိန်မှာတော့မောင်ဘိုးတင်တို့ကအိယာဝုံမို့ပြန်လိုက်ကြပါတယ်သူတို့အိမ်မောကြနေတဲ့အချိန်မှာအိမ်ရှိကုတ်ပြမှာအမျိုးသမီးတူထိုင်နေပြီးတော့တစ်ချက်ငိုရှိုက်တန်ကထွက်ပေါ်လာပါတယ်အိပ်ပျော်နေတဲ့သူတို့ကတော့အဲ့ဒီအတန်းကိုကြားနိုင်မှာမထင်ပါဘူးမောင်ဘိုးတင်တို့တစ်စိန်ရွာကနေမနဲ့စောထွက်လာခဲ့တော့ပြည်ပင်ရွာကိုညနေချိန်ရောက်လာပါတယ်ရွာထိပ်ကိုရောက်တာနဲ့တာရကမောင်ဘိုးတင်ကိုစကားဆိုလာပါတယ်ဘိုးတင်မင်းနောက်ကိုငါတို့လိုက်ပြီးတယ်နော်မင်းလည်းငါတို့အကူကြီးတောင်းအောင်လုပ်ပေးရမယ်စိတ်ချပါဗျာကိုတာရတို့အတွက်ဆိုကျုပ်ကစေနာပြည့်နေကိုကြီးမှာပါကိုတာရတို့လို့မဟုတ်ပါဘူးငါတို့ကမင်းကိုစေနာမပါဘူးလို့ပြောတာလားဝတ်သားခွက်ကြီးကိုဆွဲသွားတာစေနာပါလားဗျဒီမှာဝတ်သားဟင်းကနည်းနည်းပဲစားရသေးတယ်မင်းရောငါတို့တပည့်လေးပါလေးနဲ့ဟာအဖဟိတ်နေဟန်နဲ့နေလို့ပြောလိုက်တယ်ဗျအဲ့တော့ကျုပ်ကစေးကူကနေဟိတ်နေဟန်နဲ့နေရတာပေါ့ဗျာထားလိုက်ပါတော့ကွာနောက်2ရက်လောက်နေရင်မင်းငါတို့နောက်လိုက်ရမယ်ဘယ်ဟိုတုံးဗျမင်္ဂလာကိစ္စလို့သာမှတ်ပြီးမှပြောပြမယ်တို့သွားပြီဖိုးတွင်းနဲ့တာရကမောင်ဘိုးတင်ကိုနှုတ်ဆက်ပြီးသူတို့ရဲ့အိမ်ကိုထွက်သွားပါတယ်မောင်ဘိုးတင်ကလည်းဦးအောင်အိမ်ကိုရောက်တာနဲ့ဦးအောင်ကိုငွေ90လုံးအကုန်အပ်လိုက်ပါတယ်ဦးအောင်ကမောင်ဘိုးတင်ကိုငွေစိတ်ပြန်ပြီးတဲ့အခါမောင်ဘိုးတင်ကအဖကျုပ်မယူချင်ဘူးအဖရဲ့ယူပါကွာမင်းကလည်းမင်းကူထားတာလေကျုပ်အခုငွေစိတ်မယူချင်ဘူးကျုပ်လိုချင်တာရှိရင်တော့အဖကိုပြောမယ်အဲ့ဒါကြောင့်မှအဖဝယ်ပေးပေါ့အေးကွာအဲ့ဒါဆိုလဲကောင်းပြီမင်းလိုလားရှိရင်ငါ့ကိုပြောမှာပါအဖရဲ့မောင်ဘိုးတင်ရဲ့စိတ်ထဲမှာ6လုံးပတ်ပုံကိုတွေးနေတာဆိုတာကိုဦးအောင်မသိနိုင်ပါဘူးဦးအောင်ကမောင်ဘိုးတင်နဲ့တူပါလာတဲ့တရေမာကိုခြံဝမှာတွေးလိုက်ပါတယ်မင်းတကောင်ဖမ်းခဲ့တာလားဟုတ်တယ်ပါဘယ်နားမှာနေရပေးရမလဲမင်းရေသွားချိုးပြီးနားလိုက်တော့ငါကြည့်လုပ်လိုက်မယ်ဟုတ်ကဲ့မောင်ဘိုးတင်ကလွယ်ကိုအင်းအောင်မှာချိတ်ပြီးအိမ်မော်တက်သွားခဲ့ပါတယ်
ဦးအောင်ကခြံဝကိုသွားလိုက်တဲ့အခါခြံဝမှာရက်နေတဲ့ညောင်မင်းကတရေမောင်ကိုတွေ့လိုက်တော့နင်ညောင်မင်းကတစိမလားဟုတ်တယ်နင့်ကိုဘိုးတင်ဖမ်းလာလားမဟုတ်ဘူးငါလိုက်လာတာနင်နဲ့သူနဲ့ကဘာဆိုင်လို့လဲအဲ့ဒါငါသားဟင်ဦးအောင်ကတစိမောင်ကိုတေချာကြည့်လိုက်ပြီးနင်ပြန်တော့နင်နဲ့ဘိုးတင်ကဘာမှမဆိုင်ဘူးနင်နဲ့သူနဲ့ကဘောကချားနေပြီမပြန်ဘူးငါစကားကိုနားမထောင်ဘူးပေါ့ဦးအောင်ကခြံဝဩဇာမင်းကရွက်ကိုခုပြီးမြေရောက်ကိုချလိုက်ပြီးတော့ဖနှောက်နဲ့ပေါက်လိုက်ပါတယ်ပြန်ကောက်ပြီးတစိမောင်ကိုပေါက်လိုက်တော့တစိမောင်အနားကိုအရင်မဲများစွာကဦးအောင်ရဲ့အိမ်ဝိုင်းထဲကထွက်လာပြီးတစိမောင်ကိုရစ်ပြတ်ပြီးတော့ရွာပင်ကိုတဲဆောင်သွားခဲ့ပါတော့တယ်အဲ့တော့ဦးအောင်ကလည်းတက်ပြင်းတစ်ချက်ကိုလေးပင်သွားချလိုက်ပြီးတော့အိမ်အောက်မှာရှိတဲ့တန်းလျားမှာထိုင်နေပါတော့တယ်ညမကြခင်ရေမိုးချိုးပြီးတဲ့မောင်ဘိုးတင်ကတန်းလျားမှာလာထိုင်ပါတယ်အဖကျုပ်ခေါ်လာတဲ့ကောင်မရောလူလေးအဲ့လိုမခေါ်နဲ့လေအဖပဲအဲ့လိုပြောရမယ်ဆို။ဦးကခက်တာငြိမ်သွားပြီးတဲ့နောက်ကောင်းလေးမင်းခေါ်လာတဲ့သူကိုငါပြန်လွတ်လိုက်ပြီ။ဘာလို့လဲဖရဲ့စာချုပ်တောင်ချုပ်ပြီးပြီဗျ။ဘာမှဖြစ်ပါဘူးကွာငါလွတ်လိုက်တာ။အဲ့ဒီရဲမကကျုံမေနာမည်နဲ့လာတူနေတယ်ဖရဲ့။နာမည်လာတူတာပါဗျာကျုံမေရုပ်နေအောင်တခြားစီ။ तू ကကြောက်စရာကြီးလေ။ကျုံမေကမင်းသမီးလေးလိုလှတဲ့ရုပ်လားမှနည်းနည်းမှမဆိုင်ပါဘူးဗျာ။ကျုံမေကအရန်လာတာတဲ့။ဘလို့လဲဖ။ဇွဲကုံမှာရှိတဲ့ရင်နှွေးချမ်းဦးရဲ့ရင်နှွေးချမ်းကိုရင်နှွေးပကံလုံးနဲ့ငှက်ပေးရင်ပြောနေတဲ့မောင်ဘိုးတင်ကိုဦးအောင်တယောက်ဂယုဏသက်စွာကြည်နေပါတယ်။တစေမာကြီးကသူ့အမေဆိုတဲ့ကိစ္စကိုတော့မောင်ဘိုးတင်ကိုဦးအောင်ကဖုံးကွယ်ထားလိုက်ပါတော့တယ်။နားဆင်အားပေးကြတဲ့စာချစ်သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက်ရက်ဒီမှာလဲဇလံကောင်းလေးများနဲ့အတူပြန်လာအောင်ပါမို့ကျွန်တော်ရဲ့ channel လေးကိုလာရောက်နားဆင်အားပေးကြပါအောင်လို့လေးစားစွာဖြင့်ဖိတ်မှန်တကားပြုပါတယ်။စာချစ်သူများအားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ။